ရုပ်မြင်သံကြားကြည့်ရှုနေကြတဲ့မိဘပြည်သူများမင်္ဂလာပါလို့နှုတ်ခွန်းဆက်သပါရခင်ဗျာဒီနေ့ကျွန်တော်တို့ပြောဆိုဆွေးနွေးမယ့်အကြောင်းအရာကတော့ပြည်ထောင်စု၏ဂုဏ်သိက္ခာကိုကာကွယ်ခြင်းမြန်မာနှစ် ICJ စကားဝိုင်းဖြစ်ပါတယ်ဒီစကားဝိုင်းမှာကျွန်တော်ကဥဆောင်ဆွေးနွေးသူဖြစ်ပါဝင်ဆောင်ရွက်မှာဖြစ်ပါတယ်ကျွန်တော်ကမြန်မာပုံရိပ်ဖွံ့ဖြိုးရေးအဖွဲ့ဥက္ကဋ္ဌဥက္ကုကိုစက်မှုတက္ကသိုလ်ဖြစ်ပါတယ်ကျွန်တော်နဲ့တူပါဝင်ဆွေးနွေးပေးမဲ့သူတွေကတော့ပေါင်းစုံကတော့ဆရာဒေါက်တာအောင်မျိုးဖြစ်ပါတယ်ဟုတ်ကဲ့ပါဆရာဒေါက်တာအောင်မျိုးကနိုင်ငံတကာရေးရာလေ့လာသုံးသပ်သူတူဖြစ်ပါတယ်နောက်တစ်ယောက်ကတော့ဆရာဥက္ကဋ္ဌမောင်စောဖြစ်ပါတယ်ဆရာမောင်ကောင်းရေးဆိုတဲ့နာမည်နဲ့နိုင်ငံတကာရေးရာသုံးသပ်ချက်တွေရေးနေတဲ့နိုင်ငံတကာရေးရာသူတည်သူဖြစ်ပါတယ်နောက်တစ်ယောက်ကတော့ဆရာဦးတန်းမောင်ဖြစ်ပါတယ်ဆရာဦးတန်းမောင်စစ်တွေဥပဒေပညာရှင်တူဖြစ်ပါတယ်ခင်ဗျာမင်္ဂလာပါဆရာတို့ခင်ဗျာဟုတ်ကဲ့မင်္ဂလာပါဆရာဆရာတို့ခင်ဗျာကျွန်တော်တို့ဒီနေ့စကားဝိုင်းမှာဆွေးနွေးမှာတော့ပြည်တော်စု၏ဂုဏ်သိက္ခာကိုကာကွယ်ခြင်းမြန်မာနေ့ ICJ ပေါ့ဆရာတို့သိတဲ့အတိုင်းဒီ ICJ မှာအခုဆိုရင်ကျွန်တော်တို့ဂမ်ဘီယာနဲ့မြန်မာနိုင်ငံကြားမှာကျွန်တော်တို့ဒီတရားရင်ဆိုင်နေမှုဒါတွေရှိပါတယ်အဲ့တော့ကျွန်တော်တို့မြန်မာနိုင်ငံကလည်းကျွန်တော်တို့သမ္မတရုံးဝန်ကြီးဌာန2ပြည်တော်စုဝန်ကြီးဆရာဦးကိုလိုင်နဲ့ဥပဒေရေးဝန်ကြီးဌာနပြည်တော်စုဝန်ကြီးနဲ့ပြည်တော်စုရှင်းနေချုပ်ဒေါက်တာတီတာဦးတို့ပါဝင်တဲ့မြန်မာကိုယ်စားလှယ်ဖွဲ့ရအဲ့ဒီ ICJ မှာအခုဆိုရင်ဒါကြားနာပွဲကိုတက်ရောက်လည်းရှိပါတယ်ဆရာအဲ့တော့ပထမဆုံးအနေနဲ့ကတော့ကျွန်တော်စပြီးတော့သိကျင်တဲ့ချက်ပေါ့ဆရာကျွန်တော်ပြည်သူတွေလည်းသိဖို့လိုတာကတော့မြန်မာနဲ့ဂမ်ဘီယာတို့အကြားမှာတရားရင်ဆိုင်နေရတဲ့နောက်ခံအကြောင်းကိစ္စပေါ့ဆရာဒီလိုမျိုးအခြေအနေဘယ်ကနေဖြစ်လာတာလဲဆိုတာဒီကျွန်တော်တို့သိဖို့လိုမယ်လို့ထင်တယ်ဆရာအဲ့ဒီကိစ္စကိုတော့ကျွန်တော်ဆရာတော်အောင်မျိုးကပဲစပြီးတော့ပြောပြပြပါလဲဆရာခင်ဗျာဟုတ်ကဲ့ဗျာဆရာဟောပေါ့နော်တကယ်တော့ဟိုနိုင်ငံရေးစိတ်ဝင်စားတဲ့လူတွေအကုန်လုံးကတော့ဒီကိစ္စဒါသိနေပြီးသားပါဟုတ်ကဲ့သို့တော်လည်းပဲကျွန်တော်တို့ကဒီမြန်မာအတန်းနေပြီးတော့အများပြည်သူပေါ့နော်ပြီးအောင်အတွက်ကျွန်တော်တို့ကဒါကိုခြေစင်းသဘောမျိုးလေးတော့ကျွန်တော်ပြန်ပြောချင်ပါတယ်ဟုတ်ကဲ့အဲ့တော့ဖြစ်ရတဲ့အကြောင်းရင်းကတော့ကျွန်တော်2016 2019မှာကျွန်တော်တို့ကဒီရလာကျွန်တော်တို့ဒီရလာဒီကျွန်တော်ရဲတပ်ဖွဲ့စခန်းတွေပေါ့နော်မြန်မာနိုင်ငံရဲတပ်ဖွဲ့စခန်းတွေကိုအလုံးရင်းနဲ့တိုက်ခံတယ်ဟုတ်ကဲ့အတိုက်ခံရတော့အတိုက်ခံရနဲ့စပြီးတော့အဲ့မှာကျွန်တော်တို့က16နောက်19ပေါ့နော်အဲ့ကျွန်တော်တို့ကအဲ့မှာရှိတဲ့နေမကန်ရဲနဲ့ရခိုင်ပြည်နယ်မှာပေါ့နော်ဒါပေါ့နော်အဲ့ဒါကိုအတိုက်ခံတဲ့ခါကျတော့ရခိုင်ပြည်နယ်မှာဒီအထူးသဖြင့်ကျွန်တော်တို့ကဘူးတိတော်မောင်တော့ပေါ့နော်ဟုတ်ကဲ့ဆရာတိုက်ခံတဲ့ခါကျတော့ဖြစ်လာတဲ့ခါကျတော့ဒါကကျွန်တော်တို့ကဒီနည်းနည်းလေးကြီးကျယ်သွားတယ်ကျွန်တော်တို့ဒီ police action တဲ့တော့မရတော့ဘူးပေါ့နော်မရတဲ့ခါကျတော့ကျွန်တော်တို့ကတက်မတော့ဝင်ကူရတယ်ပေါ့နော်အဲ့တော့ဝင်ကူရတဲ့ခါကျတော့သူတို့ကဟလာထွက်ပြေးကြတယ်ပေါ့တဘောကတော့ထွက်ပြေးကြတဲ့ခါမှာဒါကိုမူတည်ပြီးတော့ကျွန်တော်တို့ဒီဟလာဒီကျွန်တော်တို့ ICJ မှာဒီပြဿနာပေါ်လာတာပေါ့နော်သို့တော့ဒီလိုပြောလာရင်လည်းပြီးသလားဆိုတော့မပြီးပါဘူးတကယ်ကြတော့ကျွန်တော်ကအင်မတန်မှရှေ့ရတဲ့ကျွန်တော်တို့ကသမိုင်းနောက်ခံကြောင်းကြီးရှိတယ်ဒါကိုကျွန်တော်တို့မပြောဘဲနဲ့ကိုယ်နိုင်ငံသားတွေလည်းဒါကိုကားနာသိဖို့လိုပါတယ်နော်အဲ့တော့1826ခုနှစ်အင်္ဂလိပ်မြန်မာပထမစစ်ပြီးတဲ့အချိန်ကကျွန်တော်တို့ဒီနတ်မြစ်ကဒီကျွန်တော်အရှိဘကံပေါ့နော်အရှိဘကံမှာဒီကျွန်တော်တို့ဒီဘင်္ဂါလီရက်စကန်လာဖွင့်လို့မရဘူးဘာဖြစ်လို့လဲဆိုတော့ဘင်္ဂါလီစကားပြောတတ်တယ်လို့မရှိလို့အဲ့တော့1936ကျတော့အဲ့မှာရှိတဲ့ခွဲရည်တွဲရေးအစိုးရကအင်မတန်စိုးရင်လာတယ်အဲ့တော့မြန်မာနဲ့အိန္ဒိယခွဲရတဲ့အကြောင်းရင်းရတယ်ဒီအကြောင်းတစ်ချက်ပါလာတယ်အဲ့တော့အရန်စိုးရင်လာတဲ့အတွက်အဲ့တော့နိုင်ဝန်ဖြစ်တာတော့ကျွန်တော်တို့ကဂလုံးစောပေါ့နော်သူကဒီကိစ္စကိုကျွန်တော်ကခွဲလိုက်ရတယ်ခွဲတဲ့အခါမှာဒီခွဲလိုက်တဲ့အချိန်မှာကမခွဲမိပါဘူးအတင်းဝင်တိုးလာတယ်ပေါ့နော်နောက်တစ်ကြောင်းကတော့ကျွန်တော်1942ကြာတော့လေကျွန်တော်တို့ကတကယ်တော့ genocide လုပ်ခံနေရတာကတော့ကျွန်တော်တို့ရခိုင်တွေဘက်ကအလုပ်ခံနေရတာပေါ့နော်အဲ့တော့42မှာကျွန်တော်တို့ကဒီကျွန်တော်တို့ဒီဟောပေါ့နော်ဒီအရေးပိုင်ကြီးဦးကြောက်ခိုင်ပါဝင်ပေါ့နော်ဘူးတိတော်ဝိုင်းခံရတယ်ပေါ့နော်ဖြစ်သွားတယ်နောက်တော့ကျွန်တော်တို့ကဒီ BIA BDA ကသူ BIA ကညှိပြီးတော့ပြန်ညှိသွားတယ်ပေါ့အဲ့တော့49ကျတော့တခါမူဂျာဟစ်ဒင်ဆိုပြီးတော့တခါပေါ်လာပြန်တယ်ဟုတ်ကဲ့ဆရာအခုတခါကျွန်တော်တို့ဒီပြဿနာစပြီးတော့ပေါ်လာတယ်ပေါ်လာတဲ့အခါကျတော့ဒါမှပေါ်ခင်မှာအရင်ဆုံးကတော့ကျွန်တော်တို့ကဒီနိုင်ငံတော်အစိုးရကိုသစ္စာစောင့်တည်တဲ့အုပ်ချုပ်ရေးရန်တရားဖြစ်တဲ့ဒီဘင်္ဂါလီလူကြီးတွေကိုဒီအာဆာဆိုတဲ့ဒီအကြမ်းဖက်အဖွဲ့ကြီးပေါ့နော်ပေါ်လာတာပေါ့နော်ပေါ်လာတာနေတော့ဖြစ်တယ်နောက်ရဲတွေကိုရဲစခန်းတွေကိုရခိုင်မှာအဲ့မောင်တော်မှာကျွန်တော်တို့ကအတိုက်ခံရတယ်ဘူးတိတော်မောင်တော်မှာအဲ့ခါမှာကျွန်တော်တို့တက်မတော် action ယူရတယ်ယူရတဲ့ခါမှာသူတို့ထွက်ပြေးကြတယ်ထွက်ပြေးကြတဲ့ခါကျတော့နည်းနည်းဟောနော်ကျွန်တော်အချိန်လေးနည်းနည်းလေးပဲဟောဖြစ်ပဲကျွန်တော်လည်းရောက်ဖူးပါတယ်နော်အဲ့တော့ပြောရမယ်ဆိုလို့ရှိရင်တော့သူကဒီနိုင်ငံတကာအသိမှတ်ပြုမှုကိုတောင်းဆိုနေတဲ့လူတွေဖြစ်ပါတယ်။ဘာလို့ attention ကိုသူတို့ဒီနိုင်ငံတကာအသိမှတ်ပြုမှုမရခဲ့ကြဘူးသူတို့ကိစ္စဒါပြည်တွင်းကိစ္စဘူး။အဲ့တော့နှစ်နိုင်ငံနယ်နိမိတ်ကလည်းကျွန်တော်တို့ကဒီမိုဟာမက်အလီဂျင်နာတို့ပေါ့နော်။ပါကစ္စတန်ဖခင်ကြီးလက်ထက်တည်းကကျွန်တော်ကသဘောတူပြီးသားဖြစ်သွားတာပေါ့။အဲ့တော့ဘာမှလုပ်မရဘူး။အဲ့ခါမှာသူကနိုင်ငံတကာကိုဒီကိစ္စကြီးကိုအကျယ်ချက်တဲ့အနေနဲ့ပေါ့နော်။
ပြောရလို့ရှိရင်ရည်ရွယ်ချက်နဲ့လွတ်ပြီးတော့လူအုပ်စုကြီးကိုသူတို့ကသူတို့ရွှေ့သွားပြီးတော့ဖြစ်ခဲ့တဲ့ကိစ္စဒါကိုအခု ICJ ရောက်လာတယ်ရောက်လာတော့ကျွန်တော်တို့က2019မှာရောက်တယ်ကျွန်တော်တို့ဘက်ကစရှင်းရတာပေါ့နော်ရှင်းတဲ့ခါကျတော့2020မှာကျတော့ကျွန်တော်တို့အဲ့မှာကျွန်တော် first finding mission ဆိုပြီးတော့ကုလသမဂ္ဂလုံခြုံရေးကောင်စီကနေပြီးတော့ဒါကိုအချက်လက်ရှာခဲ့ပြီးအဖွဲ့ကကျွန်တော်ဖွဲ့ Mr. Darisman တို့တခါအဲ့တော့2020လဲကြာလဲသူကဒါကိုဂျာပြအမိန့်ကျွန်တော်တို့ချတယ်နော်ဟုတ်မဟုတ်ခင်ဗျားတို့ဒီလိုလုပ်ပါဆိုပြီးချတယ်ပြီးတော့အမှုလက်ခံလိုက်တယ်ပေါ့နော်အခုကျွန်တော်တို့ရှင်းလင်းတယ်အခုလုပ်တယ်ပေါ့နော်အခုကတော့အရေးကြီးသောအပိုင်းကိုရောက်လာပါပြီဆရာနော်ကျွန်တော်ပြောတာတော့ဒီမှာပဲကျွန်တော်တော့ခဏလေးဆုံးလိုက်ပဲကျွန်တော်အဲ့တော့ဆရာကတော့ဒီနောက်ခံအကြောင်းလေးကိုဆရာကတော့ဒါလက်ထိပ်ပြက်လေးဆရာပြောပြသွားတော့အဲ့တော့ဒါကလည်းနှစ်ပေါင်းများစွာကြာတော့ကျွန်တော်တို့ကလည်းရှေ့ပိုင်းမှာကြားနာမှုတွေကိုကျွန်တော်တို့ကလည်းစိတ်ဝင်စားနဲ့ဓာတ်ရိုက်တဲ့ live trainer တွေလည်းရှိတယ်နောက်ကျွန်တော်မြန်မာနိုင်ငံစာနယ်ဇင်းတွေမှာလည်းပြန်လည်ဖော်ပြတာရှိတော့ကျွန်တော်တို့လည်းလေ့လာခဲ့တာပေါ့ဆရာအဲ့ဒီမှာလေ့လာခဲ့တဲ့အခါမှာကျွန်တော်တို့မြန်မာနိုင်ငံဘက်ကနေပြီးတော့ခုခံချေပပေးတဲ့နိုင်ငံတကာရှိနေကြီးမြေရဲ့ခုခံချေပချက်ကတော်တော်လေးထိရောက်တယ်တော်တော်လေးထိရောက်တယ်ဆိုတာဘာလဲဆိုတော့ဆရာရဲ့အကျိုးကြောင်းခိုင်ခိုင်လုံလုံနဲ့ပြောနေတာတွေ့တယ်ဆရာငင်းလို့မရအောင်ပြောနေတာရှိတယ်အဲ့ဒါလေးတွေကလည်းကျွန်တော်တို့ကသိထားတော့ကျွန်တော်ဒီနေ့စကားဝိုင်းမှာပေါ့လေရှေ့မသွားခင်မှာအဲ့ဒီဟာလေးတွေနဲ့ကျွန်တော်နောက်ခံ background လေးတွေကျွန်တော်ကနည်းနည်းလေးထပ်ပြောချင်တော့ဆရာဥက္ကမောင်ဆရာမောင်ကောင်းကြီးကရောအဲ့ဒီဆရာကြီးတွေရဲ့ရှိနေကြီးတွေပြောတဲ့ထဲကအရေးကြီးတဲ့အချက်လက်တူကိုဆရာအနေနဲ့ဆွေးနွေးပြလို့ရမှာဆရာဟုတ်ကဲ့ပါကျွန်တော်တို့ရဲ့ရှိနေတယ်မှာအဓိကရှောက်လဲတဲ့ပုဂ္ဂိုလ်ကတော့ Christopher Steger ဆိုတဲ့ပညာရှင်ပေါ့နော်သူကဒီ ICJ အနေနဲ့ဒီအမှုကိုစီရင်ပိုင်ခွင့်မရှိဘူးဆိုတဲ့ယက်တီချက်နဲ့ရှောက်လဲတာပေါ့ဘာလို့လဲဆိုတော့ဥမာကျွန်တော်တို့ရဲ့တရားပြိုင်ကဂမ်ဘီယာဆိုတဲ့နိုင်ငံကျွန်တော်တို့ဆိုအမှန်နဲ့ခုမှကြားဘူးတာပေါ့အဲ့ဒီတိုင်းကြားလည်းမကြားဘူးနောက်တစ်ခုကမြန်မာနိုင်ငံနဲ့တော်၎င်းဘင်္ဂါလီနဲ့တော်၎င်းအကျိုးစီးပွားရတော်၎င်းအကျိုးအကြောင်းတရားရဆိုတော့ဘာအဆက်ဆက်မှမရှိဘူးဟုတ်ကဲ့အဲ့တော့သူကအဲ့မှာဒီကျွန်တော်တို့ရဲ့အရှိနေကြီးကဘာကိုဖော်ထုတ်တင်ပြလဲဆိုတော့တကယ်တမ်းကြာရင်တော့ဒီဟိုတရားစွဲဆိုတဲ့တရားပြိုင်ဒီ OIC ဖြစ်တယ် OIC ရဲ့ကိုစားပြုပြီးတော့ဒီခုနဂမ်ဘီယာဆိုတဲ့နိုင်ငံကျွန်တော်တို့လာပြီးတော့တရားစွဲတာဖြစ်တယ်ဒါပေမဲ့ဒါကြောင့်ဥပဒေကြောင်းအရတတ်ပါတီပေါ့နော်တတိယအစုအဖွဲ့တစ်ခုကကျွန်တော်တို့ကိုလာပြီးတရားပြိုင်ဖြစ်ဟလားဟိုလျှောက်ထားတာကိုလက်ခံစီရင်ပိုင်မရှိဘူးဆိုတာပေါ့အထောက်အထားပေါင်းများစွာနဲ့တင်ပြတယ်ဒီခုနခုနပြောတဲ့ဂမ်ဘီယာဆိုတာကျွန်တော်တို့ဟလားတရားပြိုင်အနေနဲ့ကျွန်တော်တို့ဒီအမှုခင်းကိုတင်ဖို့ဘယ်လိုတွေဖြစ်လာတယ် OIC မှာဘယ်လိုတွေဆွေးနွေးတယ်ပြီးတော့မှဒီဂမ်ဘီယာဒီ OIC ကိုစားဒီတရားစွဲဖို့အကျိုးအကြောင်းတရားတွေအထောက်အထားတွေများစွာတင်ပြတယ်နော်ငွေကြေးအစဒီနိုင်ငံကနေပြီးတော့မှဒီကျွန်တော်တို့ဒီအမှုစည်းတွေအတွက်ကိုငွေကြေးတွေကဘယ်ကနေဘယ်လိုရတယ်ပေါ့နော်ဒီဟာကိုအထောက်အထားကိုပြပြီးကျွန်တော်တို့ကဒီကျွန်တော်တို့ပဲရှေ့နေရဆွေးနွေးတဲ့အချိန်မှာတစ်ဖက်ကဘယ်လိုမှထောက်ထားတာကဲကျွန်တော်တို့ရဲ့အဆူမဟုတ်ဘူးဆိုတာကိုပြန်ရှင်းနိုင်တဲ့ဟာမရှိဘူးဟုတ်ပါတယ်သို့တော်ညာလည်းခုနပြောသလိုတစ်ဖက်သက်ဆုံးပြလိုက်တာအားလုံးသိတဲ့အတိုင်းသို့တော်ကျွန်တော်တို့ဘက်ကတော့ဟိုစောစောဆရာဥက္ကုကိုပြောသလိုပဲလုံးဝခိုင်လုံးအထောက်အထားနဲ့တိတိပပဒီ case ဒီအမှုဒီ ICJ တရားစီရင်မှာမရှိဘူးဆိုတာကိုကျွန်တော်ဘက်ကထင်နေလင်းထောက်ပြပြီးဖြစ်ပါတယ်ဟုတ်ကဲ့ပါဆရာအဲ့တော့ဆရာဦးတမောင်ကဥပဒေပညာရှင်ဆိုတော့ဆရာပြောတဲ့ဟာနဲ့တစ်ဆက်ထားပါပဲဆက်ပြီးတော့အဲ့တော့ဒီလိုမျိုးကျွန်တော်တို့ဒီဂမ်ဘီယာကတရားလိုဖြစ်ဆောင်ရွက်တာကိုကျွန်တော်တို့မြန်မာနိုင်ငံကိုဒီ ICJ မှာတရားစွဲခွင့်ပြုလိုက်တာကိုနော်ဆရာအဲ့ဒါတွေကကျွန်တော်ရှင်းနေကြီးတွေထောက်ပြတယ်လို့ရှိတယ်လို့နိုင်ငံတကာပညာရှင်တွေသုံးသပ်ချက်တွေလည်းရှိတယ်အဲ့ဒါတော့ဗါလဲဆိုတော့ဆရာ ICJ ရဲ့ဥပဒေရဲ့စီမင်းနေစီကန်းနေနေဟောဒါတွေဟာညီညွတ်မှုရှိရလားမင်းကိုထုတ်နေကြတယ်ဆရာအဲ့တော့ဆရာရဲ့ဥပဒေပညာရှင်တူရဲ့ရှုတော့အမြင်ကရောဆရာဘယ်လိုမြင်ပါလဲခင်ဗျ ICJ International Court of Justice ဘယ်ကနေပေါ်လာတယ်လဲကနေစပြောရမှာကောင်းပါလားဆရာဒီကုလသမဂ္ဂကြီး1942 charter ရပေါ်လာတယ်ပဲနောက်45မှာသူ့ရဲ့ charter ပေါ့နော်ဒီ ICJ charter ရပေါ်လာတယ်အဲ့ဒီမှာအဓိကစကားလုံးတစ်လုံးကျွန်တော်ပြောချင်ပါတယ်ပြောပြီးသားပါ interstate dispute နိုင်ငံအချင်းချင်းအငြင်းပွားမှုကဲကျွန်တော်တို့ကဂမ်ဘီယာနဲ့ဘာအငြင်းပွားစရာရှိလဲဂမ်ဘီယာဆိုတဲ့နိုင်ငံဘယ်နာရှိသလဲဆိုတော့ကျွန်တော်အာဖရိကမြေပုံမှာပြုတ်ပြဲပြီးတော့ရှာတော့မှ
စီနီဂေါနိုင်ငံရဲ့အလဲကောင်းလေးမှာသမုတ်တရားဘက်ကိုထွက်တယ်မြင်းမြင်းလေးမြစ်ကလေးတစ်ကြောင်းလေးနဲ့မိုင်300လောက်ကလေးရှိတယ်အဲ့တော့ကျွန်တော်ပြန်ကြည့်တယ်လူဦးရေကလည်း2သန်းကျော်လောက်ကလေးရှိတယ်ကျွန်တော်ပြောမှဆိုရန်ကုန်မြို့လူဦးရေတောင်နေသေးတယ်အဲ့လိုနိုင်ငံနဲ့ကျွန်တော်နဲ့မိုင်ပေါင်းလဲမြောင်များဆိုတိုက်လဲချမ်းသာတယ်အဲ့တော့ interstate dispute ဖြစ်အောင်ကျွန်တော်တို့နဲ့ဂမ်ဘီယာနဲ့ဘာမှလည်းမဖြစ်ဘူးအဲ့တော့ကျွန်တော်တို့အမှုတစ်ခုကိုလက်ခံနေဆိုတာကတိုင်တဲ့တိုင်ထိုက်တဲ့လူကတိုင်မှလက်ခံတယ်ဥပမာပြကုံပြောမယ်ဘင်္ဂလားဒေ့ရှ်ကတိုင်နေဆိုရင်တော့ဟုတ်သေးတယ်ဟုတ်ရောင်ရှိသေးတယ်ဒါပေမဲ့အခုအဖြေကလည်းကျွန်တော်တို့ကပြောတော့ OIC ပေါ့နော် OIC က interstate မဟုတ်တဲ့ organization ဖြစ်နေလို့ငါတို့စွဲရင်တော့မရဘူးဆိုတာကိုသိလို့ဒီဂမ်ဘီယာကိုအငှားစားတာကျွန်တော်တို့တရားရုံးစကားနဲ့ပြောရင်တော့အမှုပွဲစားပေါ့ဆရာဟုတ်ကဲ့ဆရာအဲ့တော့ဒီဂမ်ဘီယာနိုင်ငံကကျွန်တော်ကြည့်လိုက်တော့နိုင်ငံလေးကလည်းတီးတီးလေးအဲ့တော့သူတို့ရဲ့ဝင်ငွေကပဲဆိုင်မြေပဲဆိုင်ပြီးတော့နေရတဲ့နိုင်ငံရေးကလည်းအမတန်ဆိုးရွားတယ်အတိုက်ခံတွေအာဏာသိမ်းတာတွေထပ်လဲလဲတွေဖြစ်ပြီးတော့စီးပွားရေးကလည်းကျဆင်းတယ်အဲ့တော့လူငယ်လေးလူရွယ်တွေကလည်းအကုန်လုံးပြပထွက်ပြီးတော့လှုပ်လှုပ်ရတယ်သူတို့ကဝင်ငွေရလန်းကဒီမှာတကယ်အချောင်းပွားပေါက်ကြီးတစ်ခုသွားတိုးသလိုပေါ့အဲ့တော့ဘယ်ကလာသလဲဆိုတော့ကျွန်တော်ထပ်ပြီးတော့နာမည်မတတ်တော့ပါဘူးနော်ရှေ့နေတွေငှားတာ12ယောက်တဲ့ရှေ့နေ1ယောက်စားတာမလွယ်တဲ့နိုင်ငံ12ယောက်တောင်ငှားနိုင်တယ်ဆိုတော့ဒီလူကတော့တော်တော်ဟန်ကြတာပေါ့ဗျာအဲ့တော့ကျွန်တော်တို့ပြန်စဉ်းစားကြည့်တယ်ဒီလူတွေဘယ်လောက်များအကျိုးများရှိသွားသလဲဆိုတာတော့ကျွန်တော်တို့ဖော်ထုတ်ဖို့သင့်တယ်လို့ကျွန်တော်ယူဆတယ်အဲ့တော့အမှုတစ်ခုကိုလက်ခံတယ်အခုတော့လက်ခံလိုက်တယ်ပဲထားလိုက်ပါတော့ဘာပဲပြောဒါတွေကကျွန်တော်လျှောက်လဲချက်ပြီးတဲ့အခါမှာကျွန်တော်တို့တက်တဲ့ပညာရှင်တွေဗမာပြည်အလှည့်ကြပြောပါလိမ့်မယ်ဆရာနော်နော်ကျွန်တော်တို့ဒီလောက်ပဲပြောလို့ဟုတ်ကဲ့ဆရာပြောတာလဲတော်တော်လေးစိတ်ဝင်စားစရာကောင်းပါတယ်အဲ့တော့တစ်ကတော့ဆရာတို့နှစ်ယောက်ပြောတဲ့အတိုင်းကျွန်တော်ပြန်ပြီးနှိမ့်ချော့ရင်တော့မြန်မာဘက်ကအဲ့လိုဥပဒေပညာရှင်တွေကဒီအမှုရဲ့တရားလို့အမှန်ပေါ့ဆရာရီရဲ့အပီကန်ကဂမ်ဘီယာမဟုတ်ဘဲနဲ့ OIC ဖြစ်နေတယ်တကယ်ရီရဲ့ကနော်တကယ်ရှိနေတယ်အဲ့တော့ ICJ ဥပဒေစည်းမျဉ်းရနိုင်ငံများစွာလေးတရားစွဲဆိုခွင့်ရှိပြီးတော့အဖွဲ့အစည်းကတရားစွဲဆိုခွင့်မရှိဘူးဆိုတာထောက်ပြဆရာကပြောတဲ့ဟာနဲ့ကွက်တီပဲအဲ့ဒီတော့ ICJ စည်းမျဉ်းနဲ့လွတ်သွားတယ်တစ်ချက်နောက်တစ်ချက်ကတော့မြန်မာနိုင်ငံက Genocide Convention ရဲ့အပိုက်ရှိဖြစ်တဲ့ဒီ Article 8ကိုချွင်းချက်ပြုလုပ်ထားတဲ့အတွက်တရားရုံးကိုဓာတ်ရိုက်လွှဲပြောင်းတိုင်ကြားခွင့်မရှိဘူးဆိုပြီးတော့လေဆရာတို့ပြန်ကြည့်လိုက်ရင်ရှင်းနေကြတာရှိတယ်အဲ့တော့လက်ရှိအမှုဆက်လက်တင်သွင်းနိုင်ချိန်မှာတရားရုံးရဲ့စီဝင်ပိုင်ခွင့်ဆိုင်ရာဆုံးဖြတ်ချက်ကြောင့်သာဖြစ်ပြီးတော့ဂမ်ဘီယာရဲ့ဆွဲချက်များခံလုံလောက်ကြောင့်မဟုတ်တော့မြန်မာဘက်ကထောက်ပြတယ်ဆိုတော့တရားရုံးရဲ့စီဝင်ပိုင်ခွင့်တွေမှာလုတ်တာမင်းတို့ဘက်ကမှန်နေလို့အရက်ပြောတယ်မင်းတို့မှန်လို့ငါလက်ခံလိုက်တာမဟုတ်ဘူးဆရာနော်ဒါဒီအဲ့ဒီအရာလေးတစ်ခုရှိတယ်အဲ့တော့ဆရာတို့ပြောတဲ့အတိုင်းဆိုရင်တော့ကျွန်တော်တို့ဒါကတော့လက်ရှိမှာတော့တရားစီရင်နေတဲ့အတွက်ကြောင့်ဒါတော့ကျွန်တော်အထူးအတွက်တလဲအများကြီးတုတ်ပြန်ပြောဆိုခြင်းမလိုပါဘူးစကြရတော့ရင်ကြဲစကြရရင်တကူဆိုသူလိုပေါ့တရားစကြရမှားခဲ့တဲ့ကိစ္စပေါ့မှားတယ်ဆိုတာလက်မသိမခံသိမဲနဲ့ ICJ ရဲ့စီမင်းစည်းကမ်းဒီဘောင်တဲကနေပြင်ပကနေလက်ခံထားတဲ့ဟာတခုရှိတယ်ဒါလည်းကျွန်တော်နောက်ပိုင်းကျရင်ဆွေးနွေးတဲ့အခါဒီဟာဘာကြောင့်လဲဆိုတဲ့အဖြေတွေကကျွန်တော်ထွက်လာမှာပါဆရာအဲ့တော့ကျွန်တော်ဆက်ပြီးတော့သွားကျင်တာကတော့ဆရာဦးအောင်မျိုးအလှည့်ပေါ့ဆရာအဲ့တော့ဒီကြားနာမှုတွေကြည့်လိုက်တဲ့အခါဆရာအရင်ကြားနာမှုတွေကျွန်တော်နားထောင်တယ်ယခုလက်ရှိကြားနာမှုကိုလည်းကျွန်တော်ပြီးခဲ့တဲ့ရက်ပိုင်းက live နဲ့တော့အဲ့ချိန်မှာတော့ကျွန်တော်တို့မြန်မာနိုင်ငံကမချေပဘူးဂမ်ဘီယာထပ်ပြီးတော့ရှောက်လဲနေတဲ့အချိန်ပေါ့သူတို့ရှေ့နေတွေကဘယ်သူတက်လာဒီသူတို့ reference လုပ်တဲ့ကိုးကားတဲ့ source ကဆရာကပြောတဲ့ဒီကုလသမဂ္ဂ FMN ရဲ့အစီအကံသားတွေပဲ report FMN report အဲ့တော့ဘာကြောင့်များတခြားဟာတွေမရှိဘဲနဲ့ဒီတစ်ခုတည်းပုံမှာပဲကင်ဆွဲပြီးတော့ဒါကိုသုံးပြီးတော့ဒါကိုပဲကိုးကားပြီးတော့ဘာလို့ခဏပြောနေလဲဆိုတာလေဒါစိတ်ဝင်စားစရာနောက်ထပ်အချက်ဖြစ်တယ်ဆရာအဲ့တော့ဆရာအနေနဲ့ကိုအဲ့ဒီပုံမှာဆရာရဲ့သဘောထားကိုဆရာဘယ်လိုရှိလဲဆရာဟုတ်ကဲ့အဲ့မှာဘာသာတွေ့လဲဆိုတဲ့အခါကျတော့ပေါ့ကျွန်တော်ဟိုဟာထားပါတော့ Mr. Darusman ပေါ့နော်ဒါကတော့သူအင်ဒိုနီးရှားနိုင်ငံသားသူဥက္ကဋ္ဌလုပ်တယ်ကျန်တဲ့သီရိလင်္ကာလည်းပါပါတယ်အဲ့တော့ဒီချက်လက်တွေကိုလူတော့ကျွန်တော်မပြောတော့ပါဘူးပြောစရာအကြောင်းမရှိပါဘူးအဲ့တော့ first finding mission ကရှာတဲ့အခါကျတော့ဘာသွားတွေ့လဲဆိုတော့ဟိုက deserter တွေပေါ့နော်ကျွန်တော်တို့ဟလာဒီမြန်မာတပ်မတော်ကဟလာအကြောင်းမျိုးနဲ့ဒါကစစ်တပ်ဆိုလို့ရှိရင်တော့ဒါတော့စစ်ပြေးရှိကြတယ်လေစစ်ပြေးရှိရင်သူကစစ်ပြေးထွက်ပြေးမယ်လေထွက်ပြေးတော့ဟိုဘက်နိုင်ငံရောက်မယ်လေဟိုဘက်နိုင်ငံရောက်လို့ရှိရင်ဟိုဘက်ကအကျိုးစီးပွားအတိုင်းလိုလားတဲ့အတိုင်းစัญญင်ဘက်ကအကျိုးစီးပွားတဲ့အတိုင်းသူပြောမှာပေါ့ဒါကအားထားလောက်တဲ့
တက်တယ်မဟုတ်ဘူးဆရာဆိုရင်တော့ပြောရလို့ရှိရင်တော့ဟိုဥဒ္ဒေယုံကြည်ထိုက်သောတက်တယ်တော့အဲ့ဒါပေါ့နော်အဲ့တက်တယ်မဟုတ်ဘူးအဲ့တော့တရားရုံးကမီဒီယာတွေကိုအလေးမထားပါဘူးဆိုတဲ့စကားရှိတယ်ဟုတ်ကဲ့ဒါမီဒီယာကတက်တယ်မဟုတ်ဘူးမှန်တယ်သို့တော့ဘာဖြစ်လာလဲဆိုတဲ့အခါကျတော့မီဒီယာကတက်တယ်မဟုတ်ပေမဲ့အဲ့မီဒီယာကတရားရုံးမဟုတ်ပေမဲ့အဲ့ဖြစ်လာတဲ့ဒီ first finding mission ပေါ်မှာကျတော့မီဒီယာလွှမ်းမိုးမှုရှိလာတယ်အဲ့တော့ Angelina Jolie တို့ရောက်လာတာတို့နော်ဒါတကယ်အုံကြွချက်ပေါ့နော်ဒါဖြစ်သွားတယ်နောက်တစ်ခုကဘာလဲဆိုတော့အဲ့မှာတချို့သူတို့မလိုချင်တဲ့အပိုင်းကျတော့ခြံထားခဲ့တယ်အဲ့ဒါကျွန်တော်ကတွေးလိုက်တယ်ဒီဖြစ်စဉ်ဖြစ်တဲ့အချိန်မှာကျွန်တော်ဓာတ်လျှောက်ကိုကျွန်တော် BBC လဲကျွန်တော်ဒီ World Service လဲကျွန်တော်ဓာတ်လျှောက်ကြည့်တဲ့အခါကျတော့ဒီချောင်းတစ်ချောင်းမှာဟိုဘက်ကန်းကိုဘင်္ဂလားဒေ့ရှ်ဘက်ကိုကူးဖို့လူတွေကချောင်းနဲ့ဆင်းလာကြတယ်ဆင်းလာတဲ့အခါမှာအဲ့ချက်ကိုကျွန်တော်ကလေမြန်မာနိုင်ငံအဖွဲ့လဲတွေ့သွားစေချင်တယ်တွေ့မယ်ထင်ပါတယ် BBC footage ပဲနော် BBC ကကျွန်တော်ပြရတဲ့ထက်မှာနောက်ကတက်မတော်စစ်ကြောင်းတစ်ကြောင်းကသူကသူရဲဘော်တွေကအေးပဲကျွန်တော်တို့ကလမ်းလျှောက်သွားကြတယ်ဟိုလူတွေကလည်းဟိုဘက်ကကူးမဲ့လူတွေကလည်းဘာမှအနှောက်အယှက်အတားအဆီးမရှိအေးစစ်စစ်သွားအဲ့တော့တကယ်ဆိုကျွန်တော်တို့ဟာလာကျွန်တော်တို့ဟာလာဒီ Bruce Willis ပါတယ်ရုပ်ရှင်တကားရှိပါတယ်နော်နောက်ပြီးတော့ကျွန်တော်ငယ်ရဆို War Geese ပေါ့နော်တကယ်ဟိုဟာလာဒုက္ခတွေဒီဟာလာခုနဟာတကယ်ဟိုဟာလာအာဖရိကမှာတကယ်ဟိုဟာလာတကယ်လူဆိုးစစ်တပ်ကလိုက်လို့သူတို့ကဲပြီးထွက်ပြေးရတဲ့ခါမှာလူတွေကပြေးလွှားနေရတာပေါ့နော်ဒီမှာအားလုံးကအေးဆေးဆေးပဲတက်ကလူတွေကလည်းသူ့ဟာသူပဲရှောက်သွားနေတာအဲ့ဒါများကျွန်တော်တို့ဘယ်လိုလုပ်ပြီးတော့ genocide နဲ့ဘယ်လိုလုပ်ပြီးတော့ချင်းချောက်လို့ကျွန်တော်ပြေးတယ်လေသူအဲ့ဒါတွေသူကယူထားတယ်ပြောတာတခုပြတဲ့ရုပ်ကတခုဖြစ်တယ်ဒါပေမဲ့အဲ့ဒါတွေကိုကျွန်တော်တို့ကသိနိုင်လားဆိုတော့ကျွန်တော်မသိနိုင်ဘူးဘာလို့မသိနိုင်လဲဆိုတော့ तू ကတကားပိတ်ကြမှာကျွန်တော်တို့ကဒီလူတွေစစ်မှာဟုတ်တကားပိတ်ကြမှာစစ်ဆိုပြီးတော့အဲ့ဒါယူကအဲ့ကျွန်တော်တို့ဂမ်ဘီယာက तू ကအဲ့တင်သွင်းထားတယ်အဲ့တော့ကျွန်တော်မြင်တာကတော့ရုံးတော်ကတော့ရုံးကိုတက်တည်တင်တဲ့အခါမှာဒီဟလာဒီ first finding mission ဟလာဒီ mission ကရတဲ့အချက်လက်တွေဟာရုံးတော်ကိုဓာတ်ရိုက်တင်တာမဟုတ်ဘဲနဲ့နော်ဂမ်ဘီယာနေပြီးတော့ pick up လုပ်ပြီးတော့လောက်တာမဟုတ်ဘဲနဲ့ first finding mission ကမီဒီယာရဲ့လွှမ်းမိုးမှုနဲ့ကျွန်တော်တို့ကဖြစ်လာခဲ့တဲ့ဒီတက်တွေတွေကိုလာတင်နေတယ်ဆိုတာကတော့ပြောရရင်တော့ကျွန်တော်တို့မြန်မာဘက်ကတော့ဒါလုံးဝကန့်ကွက်ရမယ့်အချက်ပဲလို့ကျွန်တော်ကမြင်တယ်အဲ့တော့ပြောချင်တာကတော့ဒီ first finding mission မှာပါတဲ့အချက်လက်တွေကိုကျွန်တော်နိုင်ငံကလည်းနိုင်ငံရေးဝန်ကြီးဌာနရောဒါဒီလက်မခံဘူးဆိုတာဒါပြင်းပြင်းထန်ထန်ပြောထားပြီးသားဖြစ်ပါတယ်ဆရာအဲ့တော့ကျွန်တော်တို့ကတော့ဒါကိုတော့ကျွန်တော်တွေ့တယ်ဒီအထောက်ထားတက်တွေကတော့ကျွန်တော်တို့တက်တည်ပြဖို့သူတို့မှတာဝန်ရှိနေတာเนาะအဲ့ဒါတော့ကျွန်တော်ကတော့တိတ်ပြီးတော့ကျွန်တော်တို့ကတော့ဒီခုနဆရာပြောသလိုပေါ့เนาะခုနအားကိုးလောက်တဲ့တက်တည်မဟုတ်ဘူးလို့ပဲကျွန်တော်ကတော့ကောက်ချက်ချခြင်းဟုတ်ကဲ့ကျွန်တော်မြင်တာတော့ဆရာဟိုဘာကြောင့်သုံးလဲလို့မြင်ရင်တော့သူတို့မှအဲ့ဒီဟိုလိုကော်မန့်ဆရာရဲ့အမှန်တရားကိုစက်တင်ပြီးတော့ပြောဆိုနေတဲ့တခုတည်းတော့ source ကအဲ့ဒါဖြစ်နေတယ်ဒါပဲရှိတာကျွန်တော်ဟုတ်နော်ဆရာအမှန်တရားကိုသူတို့လိုချင်တာပေါ့တဲ့ပြောတော့သူတို့လိုချင်တဲ့ narrative သူတို့လိုချင်တဲ့လိုလားချက်လိုအပ်ချက်သူတို့လိုချင်တဲ့ story ပေါ့ဆရာရဲ့အဲ့ဒီ story ကိုပုံဖော်ပေးနေတာကတကူတီတော့အဖွဲ့ကဒီအရင်းမြစ်ကဒီ separate first finding ဖြစ်နေတယ်အဲ့တော့အဲ့ဒါကြောင့်အဲ့ဒါကိုကျွန်တော်ထင်တယ်ယူလိုက်တယ်လို့ဖြစ်နေဒီဖွဲ့ကိုယ်တိုင်ကလည်းဆရာကပြောသလိုပဲသူတို့မှလည်းသူတို့ရဲ့ဒီစီရင်ကားတွေဆရာအားလုံးကြည့်လိုက်ရင်အင်မတန်မှမြန်မာနိုင်ငံမှာနေတဲ့လူတွေတော်တော်သိပါတယ်ဒီအစီအစဉ်တွေကတကယ်လက်တွေ့ဘဝနဲ့ကင်းကွာပြီးတော့ဘယ်တော့များကျွန်တော်တို့မဟုတ်မမှန်လောက်ကြံပြောထားတယ်ဆိုတာဒါကျွန်တော်တို့ရှင်းပါတယ်ဒါကလည်းကျွန်တော်တို့ခုနပြောတဲ့သူတို့တိဆောက်ထားတဲ့ story တွေကဒါအပိုင်းတစ်ပိုင်းလို့တော့ကျွန်တော်တို့မြင်နေဆရာဒါရုပ်ပုံမလေးလေးပြောရင်တော့ဆရာနော်ဒါတွေကဟိုနေ့ပေါ့ဆရာရဲ့သူတို့ရဲ့အစိတ်ပိုင်းတွေပေါ့ဆရာဒီအဲ့တော့နောက်တစ်ချက်ကတော့ဒီဟိုဆရာနဲ့ဟိုကျွန်တော်တို့ပြောချင်တာကကျွန်တော်တို့နိုင်ငံမှာအခုတောက်လျှောက်ဟိုကျွန်တော်တို့လည်းခဏပြောခဲ့တယ်ရှင်းခဲ့တယ်ဒါပေမဲ့ဒီကျွန်တော်တို့ရဲ့စကားဟောမှာလည်းထပ်ပြောဖို့လိုတဲ့အချက်ကျွန်တော်သွားတွေ့တယ်အဲ့ဒါကဘာလဲဆိုတော့တရားစွဲဆိုမှုကျွန်တော်တရားစွဲဆိုမှုဟာလူတွေကနိုင်ငံနဲ့အစိုးရနဲ့ကျွန်တော်ကြောထွေးနေတာလေးရှိတယ်ဆရာအဲ့တော့ဘယ်သူ့ကိုဆွဲတယ်ဟာဘယ်တော့ဘယ်သူကတော့ဘယ်လိုဖြစ်တော့မှာပဲလူပုဂ္ဂိုလ်တွေကိုနာမည်တွေထုတ်ဖော်ပြီးပြောဆိုနေတာတွေလည်းရှိတော့အဲ့ဒီဟာနဲ့ပတ်သက်ပြီးတော့ဆရာတကယ်တမ်းပြောကြစမ်းကျွန်တော်နိုင်ငံကိုဆွဲတာတကယ်တမ်းပြောကြစမ်းနာမည်အတိအကျပြောနေပြည်တော်စုသမရမြန်မာနိုင်ငံကိုဆွဲတဲ့အမှုဘယ်တော့ရင်နာစရာကောင်းလဲဆရာတို့နိုင်ငံပေါ်မှာဆွဲတာအဲ့တော့အဲ့ဒါနဲ့ပတ်သက်ပြီးတော့ဆရာရဲ့ထင်မြင်ယူဆချက်လေးဆရာနည်းနည်းလေးရှင်းပြပေးပါဦးဆရာဟိုကျွန်တော်တို့ဒီ ICJ ရဲ့အခြေခံက state to state ပေါ့နော်နိုင်ငံတနိုင်ငံနဲ့နောက်တစ်နိုင်ငံကြားထဲမှာရှိတဲ့အငြင်းပွားမှုကိုသူကဖြည့်ရှင်းပေးရတာဆိုတော့အခုကျွန်တော်တို့ကို
အခုမဟုတ်မှန်နေဆွဲနေတာဟလာဒီနောက်တစ်ခုကပြောရင်တော့ဟိုကျွန်တော်ပထမပိုင်းကလည်းပြောခဲ့သလိုပေါ့အမှုကလက်ခံမဲ့ဟာမဟုတ်ကြောင်းခိုင်ခိုင်မာမာတင်ပြပါလျက်နဲ့ကိုဟလာဆက်ပြီးတော့လက်ခံပြီးကျင့်သုံးတာဒါဒီအကုန်လုံးကဘာနဲ့သွားပြီးကျွန်တော်တို့ဒီမြန်မာနိုင်ငံသားအကုန်လုံးသဘောပေါက်သွားမှာတော့ဒီ OIC ဆိုတဲ့ဟလာအဖွဲ့အစည်းရဲ့အင်အားကုလသမဂ္ဂမှာထည့်ဝင်နိုင်တဲ့ငွေကြေးဒီလိုအနေအထားမျိုးနဲ့ကျွန်တော်တို့မြန်မာနိုင်ငံရဲ့အနေအထားနဲ့ဘယ်လိုမှမရှင်းသာတဲ့အချိန်မှာဒီကုလသမဂ္ဂဆိုတဲ့အဖွဲ့အစည်းကြီးကလည်းတစ်ဖက်ပေါ့နော်ကျွန်တော်တို့ပေါ်မှာမစီမလျော်မမျှမတလုပ်နေတဲ့အနေအထားဆိုတာကိုကျွန်တော်တနိုင်ငံသားလုံးသိသင့်ပါတယ်နောက်တစ်ခုကတော့ဒီဟာဒီခုနပြောသလိုတက်လာတဲ့အစိုးရကိုတရားစွဲတာမဟုတ်ဘူးဘယ်အစိုးရတက်လာလားဒီအမှုအခင်းကြီးဒီမပြီးမချင်းပြီးသွားလို့ထွက်လာတဲ့ဟာလားသူတို့ရဲ့ဆုံးဖြတ်ချက်တွေဒါတွေအားလုံးကတနိုင်ငံလုံးကိုနိုင်ငံသားအားလုံးသိအောင်မှာဖြစ်ပါတယ်ဒါကြောင့်ဒီလိုဒီအခုဖြစ်နေတဲ့မြင်ကွင်းကိုတည်တည်ပြန့်ပြန့်ဘာကြောင့်ဖြစ်တယ်ဘယ်လိုသိအောင်မှုတွေရှိနိုင်တယ်ကျွန်တော်တို့ဘယ်လိုပြင်ဆင်သင့်တယ်ဘယ်လိုတုံ့ပြန်သင့်တယ်ဆိုတာကိုဒီမျိုးဆက်ပေါင်းမြောင်များစွာကျွန်တော်တို့ကသိထားမှာကျွန်တော်တို့ဒီရှင်းရှင်းလင်းလင်းကိုမြင်ထားမှဒါဒီလိုဟာမျိုးတွေကိုဘယ်လိုနောက်မဖြစ်အောင်တားဆီးနိုင်မယ်ဒီကိစ္စကိုကျွန်တော်တို့ဘယ်လိုတနိုင်ငံလုံးရဲ့အတိုင်းအတာအနေနဲ့ဘယ်လိုရင်ဆိုင်ဖြေရှင်းရမလဲအဖြေထွက်လာမှာဖြစ်ပါတယ်ဟုတ်ကဲ့ဆရာအဲ့တော့ဆရာပြောသလိုပေါ့ဆရာဒီနိုင်ငံနဲ့အစိုးရနဲ့ကွဲတယ်ဒါပေမဲ့တချို့ပြောတယ်အဲ့ဒါဆိုရင်မင်းတို့ဘာလို့အစိုးရတွေသွားရှင်းပြီးနေတော့မေးကြပြီအဲ့တော့အစိုးရတွေကနိုင်ငံကိုကိုစားပြုပြီးတော့သွားလို့ရတာပေါ့အဲ့တော့ဒီအမှုကိုကျွန်တော်တို့ကြည့်မယ်ဆိုရင်ရှေ့ဘက်မှာကျွန်တော်ဒီမတန်ခင်အစိုးရကလည်းဒီကိစ္စနဲ့သွားတယ်အခုလက်ရှိအစိုးရကလည်းနိုင်ငံကိုတရားစွဲတာကိုဆရာရဲ့အစိုးရတာတရားစွဲတော့အရင်အစိုးရမရှိရင်ပြီးပြီပေါ့ဆရာဇာလန်အဲ့တော့ပြီးသွားပြီပြတ်သွားပြီအမှုလည်းဘာဆက်လို့မှမသိတော့ဆရာတို့ဆိုပိုနားလဲပါတယ်ဆွဲတဲ့လူမရှိတော့ဘူးဆိုရင် तू အမှုတဘောရဆရာတို့ပိုတည်တယ်အဲ့တော့ तू ကနိုင်ငံစွဲတဲ့လူတာဝန်ခံတဲ့လူတယောက်ထပ်ပြီးတော့ तू ကထပ်ပြီးတော့လုပ်ရတာအကယ်၍ကျွန်တော်တို့အခုဆိုလဲနောက်ထပ်နိုင်ငံကြီးရရှိပြီးတော့အစိုးရတွေအပြောင်းလဲတွေများနေပါပဲဒီဆွဲဆိုတာတဲ့ကိစ္စကမပြတ်သေးပဲနဲ့ဆက်ပြီးကြာနေဦးမယ်ဆိုလဲနောက်စက္ကန့်မဲ့အစိုးရတွေကဆက်ပြီးတော့သွားအောင်ပါပဲအဲ့တော့ဒါဟာနိုင်ငံနဲ့ဆိုင်နေနိုင်ငံမျိုးသားလုံးနဲ့ဆိုင်နေကိစ္စဆိုတာတော့ဒါသိရှိမှဒါဆရာရဲ့ဆွေးနွေးချက်ပုံမှာကျွန်တော်ကဒါဖြစ်ဆွဲပြီးတော့ကျွန်တော်ဒါဆက်လက်ပြီးတော့ဒီဖြစ်ဆွဲတင်ပြတာဖြစ်ပါတယ်နောက်တစ်ချက်ကတော့ဆရာအရေးကြီးတဲ့ချက်ကလည်းထပ်ပြနေပါတယ်ဆရာဦးတမောင်ကဟိုရခိုင်တိုင်းသားတူလည်းဖြစ်တယ်နောက်ရခိုင်ဒေသခံလည်းဖြစ်ခဲ့တော့သူတို့ဒီစပြီးဆွဲရသုံးလုံးနေနေတာရှိတယ်ပေါ့ကျွန်တော်တို့ခေါ်တော့ဆရာရဲ့ကျွန်တော်ပြောတာတော့ဘင်္ဂလီပေါ့သူတို့ကတော့ခဏပြောရိုဟင်ဂျာပေါ့ဆရာပြောနေကြတယ်အဲ့တော့ဆရာတို့ရခိုင်မှာအဲ့ဒီအမီနဲ့အဲ့ဒီအမျိုးနွယ်ဆိုတာဟောဆရာတကယ်ရှိကြသလားဆရာရဲ့ဒီဖတ်တန်းကြတဲ့အတွေ့အကြုံနောက်ဆရာတို့ဘိုးဘွားဘေဘေနေရဲ့ပြောကြားချက်တမိုင်းမှတ်တမ်းနေနဲ့ဆရာဆက်ပြီးတော့ပြောပြပြီးပါဆရာခင်ဗျာကျွန်တော်ရခိုင်တယောက်အနေနဲ့ဘူးသီးတောင်မောင်တော်ကျွန်တော်ငယ်ကလေးကကျွန်တော်အမိဘတွေကလည်းအဲ့ဒီဘူးသီးတောင်မောင်တော်ဘက်မှာစိုးရဝန်ထမ်းနဲ့တာဝန်ကျတယ်ကျွန်တော်ရောက်ဖူးတယ်စိုင်းတင်နေပါတယ်နေဆက်တွေလည်းရောက်ဖူးတယ်2019ကကျွန်တော်အဲ့နေဆက်ထိဆရာရဲ့ချန်စီယိုတွေဟိုဘင်္ဂလားဒေ့ရှ်နဲ့ဒီဘက်နဲ့ချန်စီယိုတွေထိရောက်ဖူးတယ်အားလုံးကပုံမှန်ပဲတက်ကလည်းတက်အလုပ်လုပ်တယ်ရဲကလည်းရဲလုပ်တယ်ဒေသခံတွေကလည်းသူ့ဘာသာနဲ့သူအကုန်လုံးပျော်ပျော်ရွှင်ရွှင်ခင်ခင်ပဲကျွန်တော်မှလည်းတငယ်ချင်းတွေဘင်္ဂလီတွေအများကြီးပဲကျွန်တော်တို့တန်းနဲ့တငယ်ဘာပြဿနာမရှိဒါပေမဲ့အဲ့ဒါပြဿနာမရှိတာကိုရှိအောင်လုပ်ပြီးတော့လှုပ်ရှားနေတဲ့လူတန်းစားသူတို့ထွက်တာရှိနေတယ်ကျွန်တော်ရခိုင်အဲ့ဒါလှုပ်လည်းမလှုပ်စိတ်လည်းမဝင်စားဘူးပျော်ပျော်ပါပါပဲကျွန်တော်တို့ဆိုညနေပိုင်းဆိုတငယ်ချင်းတွေနဲ့အဲ့ပဲဘင်္ဂလီတငယ်ချင်းတွေအဲ့ရခိုင်တချင်းဆိုကျွန်တော်တို့ကလည်းအိန္ဒိယတချင်းတွေဘင်္ဂလီတချင်းတွေကျွန်တော်တို့ဆိုတာပဲအဲ့လိုပျော်ပါနေတာကိုကြည့်လို့မရတဲ့လှုပ်ရှားခြင်းတဲ့လူတွေအခုအဲ့လူတွေအမေရိကန်ကိုရောက်ပြီးတော့မလေး the hate တွေဘာတွေရောက်လို့လှလို့ပါလို့ဝါလို့ဖီးလို့ကျွန်တော်တို့ကဒီငကိုမှငကိုပဲအဲ့တော့ကျွန်တော်ဗာမြင်တယ်လဲဆိုတော့ခုနဆရာတို့ပြောတဲ့စကားနဲ့ဆက်ဆက်လိုက်တယ်ကမ္ဘာကုလသမဂ္ဂတို့အဲ့ကမ္ဘာ ICJ တို့မှာလူအခွင့်အရေးတို့ genocide တို့ဆိုတာလှုပ်ရှားစရာသူတို့မှလည်းသူတို့ကိုင်းနေသူတို့အဲ့တော့အဲ့ဒါမျိုးလေးတွေကိုတိတ်ပြီးတော့ကြိုက်တဲ့လမ်းဒီဇလန်းဒီဓာတ်ပုံတွေဖန်တီးကြတယ်ကျွန်တော်လက်တွေ့တစ်ခုပြောလိုက်မယ်အဲ့ဒီခင်ဗျားဆရာတို့ပြောတဲ့ဘာလဲရုပ်ရှင်မင်းသမီးဂျင်းဘာလဲသူတို့လာပြီဆိုလို့ရှင်ဟာခလေးတွေကိုဒဏ်ရာတွေပတ်တီးတွေမျိုးစုံစီးငိုပြယိုပြလူပြလွှန့်ပြအဲ့မှာအလောင်းတွေပါဆိုပြီးတော့ဗီဒီယိုရိုက်ပြတယ်အဲ့ဒီအလောင်းပါလို့ပြောတဲ့တယောက်ကခြေထောက်ကလေးလှုပ်နေတယ်အဲ့ဒါခြေထောက်ကလေးလှုပ်နေတာသွားပြီးတော့လှုပ်ပြတယ်ဟာ
လှေစီဒုက္ခတွေရေမျောကန်တင်ဖြစ်လာပါတယ်အမှန်က behind the scene လဲကြည့်လိုက်ကောကန်းဆက်နားလေးမှာကင်မရာလေးထောင်းပြီးအဲ့လိုလောက်ကြံဖန်တီးနေတဲ့ဟာတွေကသူတို့ရဲ့တီးကြီးကြိုက်တယ်ဗျရှင်းနေဆိုလဲရှင်းနေဥပဒေသမားဆိုလဲဥပဒေသမားလူခွင့်ရေးသမားဆိုလူခွင့်ရေးတီးကြီးကြိုက်ကလေးတွေနဲ့သူတို့ကအဲ့ဒါတခါတဆင့်လှုပ်ရှားကြဗျလှုပ်ရှားလဲဘာလို့လှုပ်ရှားလဲဆိုပတ်စံရတယ်ဘယ်သူကပေးလဲဆိုအဲ့ဒီဟာကိုသဘောကျတယ်ဖြစ်စေခြင်းတယ်ငြိမ်ဝတ်နေတာကိုမကြိုက်ဘူးပြဿနာဖြစ်နေတာကိုကြိုက်တဲ့အဖွဲ့အစည်းတွေလူတွေနိုင်ငံတွေကကြိုက်တယ်အဲ့တော့အဲ့ဒီလူဇလန်းတွေဖြစ်လာအဲ့တော့ကျွန်တော်တခုပြောချင်တာကျွန်တော်တို့ ICJ မှာတရားသူကြီးအခုဆို12ပါးလား14ပါးလားရှိတယ်15ဦးကျွန်တော်ယုံကြည်ပါတယ်သူတို့ဒီကျွန်တော်တို့လောက်မအားဘူးပေါ့နော်ဥပဒေရောခံစားချက်ရောလူသားတွေရဲ့စိတ်ဓာတ်တွေရောပြည့်ဝရှိမယ်လို့ကျွန်တော်ယုံကြည်တယ်ဒါကြောင့်လဲအဖွဲ့အစည်းတွေကလည်းကျွန်တော်တရားသူကြီးတွေကျွန်တော်တို့ယုံကြည်ပါတယ်နော်အဖြေသူတို့အကောင်းဆုံးအဖြေပေးလိမ့်မယ်လို့ယုံကြည်တယ်အဲ့တော့အရေးကြီးတာကဒီတရားသူကြီး preoccupied မဖြစ်ဖို့အရေးကြီးတယ်ကျွန်တော်တရားသူကြီးဆိုတာဟာလားဟာမဒိန်းမှုနဲ့တင်လာဟောဒီကောင်တော်တော်ဆိုးတဲ့ကောင်ပဲမဒိန်းချင်းတဲ့ကောင်ပဲလို့ဆိုစိတ်မျိုးဝင်နေဖို့မလို့မသိဘူးလူသားမှုတက်လာတယ်ဆိုရင်ဟာဒီကောင်တော်တော်ရစ်ဆက်တဲ့ကောင်ပဲဆိုလို့စိတ်မျိုးမဝင်ရသဘောကတော့အပြစ်မရှိသေးသည်အပြစ်ရှိတယ်လို့မဆုံးဖြတ်သေးသည်နှစ်ဖက်စလုံးက innocent person ပဲ not guilty person ဆိုတဲ့စိတ်မျိုးမထားဘူးအခုကဘာကြီးသားတွေကအဲ့ဓာတွေဗီဒီယိုတွေမဟုတ်တာတွေကိုကြည့်ဓာတ်ပုံတွေမဟုတ်တာတွေကြည့်တက်သေးအတုတွေကိုကြည့်နားထောင်ပြီးတော့စင်မော်တက်ပြီးတော့အဲ့ဒီဟာတွေက preoccupy ဖြစ်သွားတယ်ဆိုတော့ predominance ဖြစ်သွားတယ်ဆိုလို့ရှိရင်အဖြေမှန်ထွက်လာဖို့မရှိနိုင်ဘူးဒါကြောင့်ကျွန်တော်တို့ကဒါတွေအတွက်ပါအကုန်လုံးစဉ်းစားထားမယ်အဲ့တော့ကျွန်တော်တို့မျှော်လင့်နိုင်တာဆုတောင်းနိုင်တာဒီတရားသူကြီးတွေဟာအင်မတန်ဖြောင့်မတ်တည်ကြည်တဲ့တရားသူကြီးတွေကဘာဟိုတော်ကိုစားပြုတဲ့ကဘာရဲ့နောင်ရေးကဘာရဲ့ငြိမ်းချမ်းရေးကိုအထိခိုက်မခံမဲ့တရားသူကြီးဖြစ်ပါစေလို့ကျွန်တော်ဆုတောင်းနေတယ်ဒါလောက်တော့ပြောချင်ပါတယ်ဟုတ်ကဲ့ဆရာအဲ့တော့ဆရာပဲဆက်ပြီးတော့ဆရာပြောဖို့ဆရာသိကျင်တာလေးကအဲ့တော့ကျွန်တော်တို့ဒီသူတို့ထဲထဲမှာလည်းပါတယ်ဒီအခုဆွဲဆိုတဲ့ထဲမှာအကြောင်းရှင်းတွေအများကြီးထည့်ထားတဲ့ထဲမှာတစ်ချက်ပါတယ်အဲ့တော့ဒီတိုင်းသားဖြည့်ပေါ့တိုင်းသားဖြည့်အဲ့တော့သူတို့တိုင်းသားဥပဒေရတိုင်းသားလို့သတ်မှတ်လို့ရမရပေါ့နော်ဒါတွေကဒီသူတို့ရဲ့ narration ထဲမှာ narrated ထဲမှာနောက်တစ်ခုပါနေအဲ့ဒါတစ်ခုဖြစ်တယ်အဲ့တော့ဆရာဦးသက်မောင်အနေနဲ့အဲ့ဒီအပေါ်မှာဆရာရဲ့ကျွန်တော်ရှုထောင့်ရအမြင်လေးပြောပါဦးပြောချင်ပါတယ်နိုင်ငံတစ်နိုင်ငံမှာနိုင်ငံတစ်နိုင်ငံရဲ့လို့ဖြစ်လို့ရှိရင် territory ရှိရတယ် population ရှိရတယ်အဲ့ population ထဲမှာလူဒန်းစားအမျိုးမျိုးရှိတယ်ချမ်းသာသူဆင်းရဲသူဘာသာတရားမတူတဲ့လူနော်ဟို professional မတူတဲ့လူဒေသအမျိုးမျိုးကလူတွေရှိတတ်တယ်အဲ့တော့ကျွန်တော်တို့နိုင်ငံမှာနိုင်ငံသားဖြစ်တာနဲ့တိုင်းရင်းသားဖြစ်တာနဲ့အယံကွာပါတယ်တိုင်းရင်းသားမရှိတဲ့နိုင်ငံတွေရှိတယ်ကျွန်တော်နိုင်ငံတိုင်းရင်းသားတွေနဲ့ဖွဲ့စည်းလာတာ135မျိုး135မျိုးချဲ့အောင်ချော့အောင်ဘင်္ဂလီပဲရှိမယ်နော်ရိုဟင်ဂျာဆိုတာမရှိဘူးရိုဟင်ဂျာဆိုတဲ့စကားရဲ့တကယ်အစစ်မြစ်ကရခိုင်တွေကိုပြောတာဆရာဒါရခိုင်တွေအားလုံးသိတယ်ရွန်ဂျာလို့ခေါ်တာအဲ့ဒါသူကနာမည်မရှိတော့ဘင်္ဂလီလို့လည်းနာမည်ခံလိုက်ရင်ဘင်္ဂလားဒေ့ရှ်နိုင်ငံသားလို့အဓိပ္ပာယ်ပေါ်မှာဆိုလို့ဆိုပြီးနာမည်တစ်လုံးရှာကြတာအဲ့တော့အဲ့ဒီဟာဒီရိုဟင်ဂျာငါတို့ယူသုံးမယ်ဟာဆိုတော့ဖြစ်လိုက်တာဒါပေမဲ့ခင်ဗျအဲ့ဒီအာဆာတို့ဘာလို့မအာရကန်ကိုပါယူသုံးတာသူတို့ကအာရကန်ပါသူတို့ယူတာအာရကန်ရိုဟင်ဂျာအဲ့လိုလာတာအဲ့တော့ကျွန်တော်တို့ကနာမည်လဲခုခံရသေးတယ်နော် status ကိုလည်းခိုးခံရသေးတယ်ဆိုတာမျိုးတော့ကျွန်တော်တို့ရခိုင်ရောပြည်ထောင်စုတစ်ခုလုံးကတော့ဒါကျွန်တော်တို့ပြောတဲ့ဂုဏ်သိက္ခာကိုကာကွယ်တာပဲကျွန်တော်တို့ဘယ်လိုမှလက်ခံလို့မရဘူးနောက်တစ်ခုကျွန်တော်ပြောလိုက်မယ်ကျွန်တော်တို့နိုင်ငံရဲ့နိုင်ငံသားဖြစ်မှုနိုင်ငံသားဥပဒေ1826ကနေဖြတ်ထားတယ်နော်တိုင်းရင်းသားကျွန်တော်တို့မှဖြတ်ထားတယ်အဲ့ဒါကိုဘယ်နိုင်ငံဘယ်လူမျိုးကမှလာပြီးတော့မင်းတို့မှားတယ်မင်းတို့မှန်တယ်ဒီလိုလုပ်ရမယ်ပြောပိုင်ခွင့်မရှိဘူးအဲ့ဒါကျွန်တော်တို့ပြောတတ်တယ်အမေရိကန်ကိုကျွန်တော်တို့သင်ပေးလို့ရတယ်စင်ကာပူကိုကျွန်တော်တို့သင်ပေးလို့ရတယ်ဟမ်ကျွန်တော်တို့တော့သူတို့အတွေ့အကြုံမရှိဘူးဒါပေမဲ့ကိုယ့်နိုင်ငံကိုယ့်လူမျိုးကိုယ့်ဥပဒေကိုရေးကျင်တယ်လို့ရေးမယ်ရေးတဲ့တယ်လို့ရေးမယ်မှန်တယ်လို့ရေးမယ်ဟုတ်ကဲ့ကျွန်တော်တို့မှားတာမှန်တာသူတို့အပြင်ကဝေဖန်ကျွန်တော်တို့လာပြီးတော့ဆုံးဖြတ်ပေးလို့မရဒါကြောင့်ဒီ ICJ ရဲ့ဆုံးဖြတ်ချက်ဟာကျွန်တော်တို့နိုင်ငံရဲ့အချုပ်အခြာကျွန်တော်တို့ရဲ့ဂုဏ်သိက္ခာကိုထိခိုက်တဲ့ဆုံးဖြတ်ချက်ကိုချရုံပဲရှိမယ်ကျွန်တော်တို့ဘာမှလိုက်နာစရာလည်းအကြောင်းမရှိဘူးကျွန်တော်တို့ကုလသမဂ္ဂမှာအမေရိကန်လိုတထေးနိုင်ငံနဲ့လည်းကျွန်တော်တို့တန်းတူပဲနော်တရုတ်လိုလူဦးရေများတဲ့နိုင်ငံနဲ့လည်းကျွန်တော်တို့တန်းတူပဲကွန်ဂိုပြောလိုက်မယ်ဂမ်ဘီယာရန်ကုန်လောက်လူမရှိတဲ့နိုင်ငံနဲ့လည်းကျွန်တော်တို့နဲ့တန်းတူပဲကျွန်တော်တို့ဘယ်လိုလုပ်ပါဘယ်ဝါလုပ်ပါဘယ်လိုဥပဒေကိုဘယ်လိုရေးပါဘယ်လူတွေကိုလက်ခံလိုက်ပါပြောပိုင်ခွင့်လုံးဝမရှိပါဘူးနော်ပြောတဲ့လူသာမှားပါလိမ့်မယ်ဆုံးဖြတ်တဲ့လူပဲမှားပါလိမ့်မယ်ကျွန်တော်ဒီလောက်ပဲပြောခဲ့ဆရာအဲ့တော့ဆရာပြောတဲ့အတိုင်းက
ကျွန်တော်နိုင်ငံတိုင်းမှာသူ့နိုင်ငံရဲ့တမိုင်းကြောင်းသူ့နိုင်ငံရဲ့ကျွန်တော်တို့ဘယ်လိုခေါ်မလဲရည်ကြီးမှုနော်ဆိုဒါတွေနဲ့တည်ဆောင်လာပြီးတော့နေခဲ့ကြတာပေါ့နော်သူ့နိုင်ငံသူ့စီးမင်းဟုတ်လားဆိုတွားကြတဲ့ခါကျတော့တွားပြီးတော့ဓာကြီးကိုဆရာတန်းကြီးလို့မှမရတဲ့ကိစ္စဖြစ်ပါတယ်အဲ့တော့ဆရာကပြောလို့ဆိုရင်သူတို့ပြောနေတဲ့တိုင်းသားဖြစ်ခွင့်တို့နိုင်ငံသားဖြစ်ခွင့်ဆိုတာဒါအရှင်းကြီးပါဆရာနော်ဒါဟာကျွန်တော်တို့တမိုင်းကြောင်းထဲမှာလည်းမရှိခဲ့ဘူးတော့ဓာကြီးကတက်ခုနပြောတဲ့ကျွန်တော်ခုနစကားပြောမယ်ဆိုရင်တော့ခုနဒါတွေကျွန်တော်တို့ရဲ့သူတို့ရဲ့ဒီဇက်အိမ်ကြီးတစ်ခုလုံးရဲ့အပိုင်းတစ်ပိုင်းမှာလေဒါလည်းသူလည်းနောက်ထပ်အပိုင်းတစ်ခုပဲဆရာအပိုင်းတစ်ခုထဲမှာပါနေပါတယ်အဲ့တော့ဆရာနောက်တစ်ခုကတော့အခုဆရာပြောတာနဲ့ဆိုကျွန်တော်တို့ကပို့ပြီးတော့ပြုံလုံးတွေကပေါ်လာတယ်ဒါကတော့ဘာဖြစ်လဲဆိုတော့ဆရာဒီအကွက်ကြကြပေါ့မူတာဝါဒကိုအကွက်ကြကြကျွန်တော်တို့ကလှုပ်ထားတယ်တခါကျရင်ကျွန်တော်ဆိုရေးစကားကြည့်တယ်တခါကျရင်အမှားသေးမူတာဝါဒတွေအကွက်ကြကြလှုပ်ထားရင်လူတွေကယုံကြည်ခြင်းတို့ဖြစ်တာလေအကွက်စီအောင်လုပ်တယ်အမှားကိုအကွက်စီအောင်မှားတာအမှားကိုတိဆောက်ထားတယ်နောက်တစ်ခုကတော့ဆရာဂျာရီလုံးဆက်ကြီးဆိုတာကြာတော့လေကျွန်တော်တို့ကပိုသိတယ်အဲ့တော့ဘာကြောင့်များအဲ့လိုလှုပ်ကြတယ်လေစဉ်းစားကြဖြစ်လာတယ်ဘာကြောင့်လှုပ်လဲအဲ့တော့ဆရာတို့ဆွေးနွေးထားတာလေးအားဒီတော်တော်လေးပြည့်စုံနေကောင်းလဲကောင်းတယ်တို့အချိန်အကန့်အသတ်ရှိတော့လေဆရာကျွန်တော်ပထမပိုင်းအနေနဲ့ဒီနေရာမှာပဲကျွန်တော်ခဏရက်ချင်ပါတယ်ဆရာပြီးတော့မှကျွန်တော်တို့ဒုတိယပိုင်းကိုကျွန်တော်ဆက်ပြီးတော့ဆွေးနွေးကြတာပါဆရာခင်ဗျာရုပ်မြင်သံကြားကြည့်ရှုနေကြတဲ့မိဘပြည်သူများမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါသည်ခင်ဗျာပြည်တော်စု၏ဂုဏ်သိက္ခာကိုကာကွယ်ခြင်းမြန်မာနေ့ ICJ စကားဝိုင်းဒုတိယပိုင်းဆက်လက်ပြီးတော့ကျွန်တော်တို့ဆွေးနွေးကြမှာဖြစ်ပါတယ်ခင်ဗျာမင်္ဂလာပါဆရာတို့ခင်ဗျာမင်္ဂလာပါဆရာဆရာကရှေ့ပိုင်းမှာပြောထားတာတွေလည်းရှိပြီးသားပါတိုးတော့ထပ်ပြီးတော့ကျွန်တော်ထပ်သိကျင်တာလေးရှိတော့ဂမ်ဘီယာကဘယ်လိုလုပ်ဒီတဲ့ပါလာတယ်လဲနော်ဆရာကျွန်တော်တို့နဲ့အဝေးကြီးအိမ်မက်ထဲမှာတော့ထပ်မလို့မရတဲ့ဥစ္စာအကေးကြီးစရာပြောမယ်ဆိုရင်တော့ကျွန်တော်တို့တမိုင်းဆောက်ထဲမှာတော့အကေးအဲ့တော့ဖြေခိုင်းရင်တော့ကျွန်တော်တို့အကြဆောင်ဝဲကြပါလေအဲ့ဒီဂမ်ဘီယာထဲ့မင်းတော့မဖြေတယ်လို့အမှတ်လျှော့ခါမဲ့ဟာမျိုးတော့ဖြစ်တယ်ဆိုတော့ဘာဖြစ်လို့ဒီလိုပါလာလဲဆိုတာကိုဆရာသိကျင်တယ်ဆရာအဲ့တော့ဆရာအနေနဲ့ကိုဆရာအမြင်နောက်ကသူတို့အခုပြောဆိုဆွေးနွေးနေကြတာတွေသူတို့ထွက်ချက်တွေကနေပြီးတော့ဘလူတွေထွက်လာတယ်အဆုံးတွေထွက်လာတယ်ဆရာလာလေဆွေးနွေးပြပါအောင်ဆရာဟုတ်ကဲ့ကျွန်တော်တို့ပါပေါ့နော်ဒါနဲ့ပတ်သက်လို့တဲလွန်စာကောက်နိုင်တာပေါ့နော်အဲ့ဒါကတော့အကန့်ကောင်းသွားတာကတော့သူကဒီ BBC နဲ့ဒီဂမ်ဘီယာရဲ့ကျွန်တော်တို့ဒီဥဆောင်ရှေ့နေတွေကကျွန်တော်တို့အင်တာဗျူးလုပ်တယ်လေအင်တာဗျူးလုပ်တော့ဟိုကလည်းမေးတဲ့ခါမှာသူအကုန်ဖြေတယ်ဘာတွေဖြေသွားလဲဆိုတဲ့ခါကျတော့ကျွန်တော်တို့သိထားဖို့ပါပေါ့အားလုံးသိထားဖို့ပါ ICJ ကတရားမပေါ့နော် ICJ တရားမဖြစ်တဲ့အတွက်ကြောင့်မလို့သူကဥပမာအမေရိကန် baseball star ဟို OJ Simpson ပေါ့နော် OJ Simpson ကသူဇနီးကိုတတ်ပါတယ်ဆိုတဲ့ကိစ္စမှာသူ့ကိုဂွန်းလုံးကျွတ်လွတ်တယ်နော်ဂျူရီကနော်ဒါသို့တော်လည်းပဲသူကတရားမအကြောင်းဆွဲတဲ့ခါကျတော့သူကနိုင်သွားတယ်အဲ့ OJ Simpson ရဲ့အမျိုးသမီးဘက်ကအသက်ခံတဲ့အမျိုးသမီးဘက်ကအမျိုးတွေကပေါ့နော် OJ Simpson ကအဲ့တော့အပတ်စံအများကြီးရွာတယ်သူကအဲ့တော့ဒီတရားမအကြောင်းစလာပြီဆိုတဲ့ကိုကခုနဆရာဦးတန်းမောင်ဆွေးနွေးသလိုပေါ့နော်ကျွန်တော်တို့နိုင်ငံသားဖြစ်မှုမဖြစ်မှုကိုသူတောင်းဆိုပေမဲ့ကျွန်တော်အမြင်တော့ ICJ မှာကနိုင်ငံသားဖြစ်ခွင့်မဖြစ်ခွင့်ဆိုဖြတ်ပြီးပိုင်ခွင့်မရှိဘူးကျွန်တော်ရဲ့ sovereign ကိုသူကလေးစားရမှာလေဒါသူ့ရဲ့ jurisdiction ပေါ့သူ့ရဲ့အစီအမံခွင့်ထဲမှာမရှိဘူးမရှိဘူးအဲ့တော့သူကဘာလားဆိုသူကနစ်နာသူတွေကိုကုစားမယ်ဆိုတာကတစ်ချက်ကပြန်နေရချမယ်နောက်ပြီးတော့ဒီလိုပင်မဆင်းရဲတာတွေကိုဖြတ်တန်းလာခဲ့တဲ့အတွက်ကြောင့်မလို့ပတ်စံတောင်းမယ်အဲ့တော့သူပြောတဲ့အထဲမှာလည်းဘာပါဆိုတော့ယော်ကြီးဆိုတာပါလားနစ်နာကြီးယော်ကြီးပေါ့နော်ဒီယော်ကြီးကိုဒီနစ်နာကြီးယော်ကြီးကိုဘယ်လိုပေးရမလဲဆိုတော့အဓိကအဲ့ဒါကတော့အဓိကအချက်ကိုသူကခဏထုတ်ထုတ်ဒါကတော့ခဏဒါကိုသူကအသားပြီးပြောလာပြီးတော့နောက်ဆက်တွဲလေးတွေကတော့ကမဲရှားပေါ့နော်သူတို့ဟလာအာမခံပေးရမယ်လွတ်လပ်စွာသွားလာခင်ပြုမယ်ဘာညာပေါ့နော်ဒါတွေပါလာတယ်အဲ့တော့ဒါတွေကိုကျွန်တော်ကသွားပြီးတော့သွားတွေ့တယ်သွားတွေ့တဲ့ခါကျတော့ဒါတေချာပေါက်အဲ့မှာပဲသူကဘာလာပြောလာတဲ့ခါကျတော့ evidence နဲ့ပတ်သက်လို့သူကထူးခြားခြားမရှိဘူးခုနကျွန်တော်ဆွေးနွေးခဲ့သလိုပဲ first finding mission အားတွေကိုပဲသူကပြန်ယူထားတယ်နောက်တစ်ချက်ကဘာလဲဆိုတော့အဲ့မှာဟိုကမေးလိုက်တယ်မေးတဲ့လူကအာဂန်ဒီ AA ပေါ့နော်အာဂန်အာမီပေါ့ AA ကိစ္စကတော့ဒီကိစ္စလည်းမပါမလာဘူးလားလို့မေးတဲ့ခါကျတော့သူကဘယ်လိုဖြေသွားလဲဆိုတော့လက်ရှိ reality ပေါ့အစ်စ်မှန်ရတော့သူကပါမှာပေါ့တဲ့တိုးတော်လည်းပဲဒါက AA နဲ့ဖြစ်တဲ့အမှုမဟုတ်ဘူးဆိုပြီးတော့ဒီကိစ္စကိုသူကဖြော့ချသွားတယ်ဟုတ်ကဲ့ဖြော့ချသွားတယ်အဲ့တော့ကျွန်တော်ကအခု
ARSA ကိစ္စနဲ့ပတ်သက်လို့ကတော့ तू ကရှင်းရှင်းလင်းလင်းမပြောဘူးသို့တော့နောက်ပိုင်းမှာ तू က ARSA ကို तू ကမသိပါဘူးဆိုပြီးတော့ညင်းတယ်ဆိုပြီးတော့ကျွန်တော်တို့ကသတင်းတွေကျွန်တော်ကြားလာတယ်ကြားလာတော့မြန်မာပြည်ကနေပြီးတော့ဟာလာမခံမရနိုင်သူတွေက ARSA ဆိုတာဘာလဲဆိုတာကိုတင်လိုက်တယ်ပေါ့နော်ဟုတ်တယ်ဗီဒီယိုတွေပြန်ပြတယ် သူကအဓိကဒါသူတို့ရဲ့အဓိကဟိုအားနဲ့ချက်ဝိပိုင်ကြီးပေါ့နော်အဲ့တော့ तू ကတော့လောလောဆယ်မှာတော့ဝိပိုင်ကိုအသာထားသူ့ရဲ့ဥတီချက်ရည်မှန်းချက်ကတော့ဒီနစ်နာမှုအတွက်ကိုကျွန်တော်ကရော်ကြီးဆိုတာကိုပဲ तू ကအဓိကထားပြောလာတယ်ဆိုတာကိုပဲကျွန်တော်ဒါကိုတွေ့ရှိတယ်ပေါ့နော်အဲ့တော့ तू ကအဓိကထားပြီးတော့တောင်းဆိုမယ်ကျန်တဲ့ပိုင်းတွေကတော့သူ့ရဲ့ jurisdiction ပေါ့သူ့ရဲ့စီမံခွင့်အပြင်ကိုတော့ तू တောင်းဆိုလိမ့်မယ်မဟုတ်ဘူးလို့ပဲကျွန်တော်တို့သုံးသပ်တယ်ငွေကိစ္စလာမယ်ဟုတ်ကဲ့ဆရာအဲ့တော့သူတို့ပြောတာတော့မြန်မာနိုင်ငံပေါ်မှာလူမျိုးတုံးတက်ဖြတ်မှုဆရာတို့အင်္ဂလိပ်ပြောနေတယ်လို့စိုက်ပေါ့အဲ့တော့တကယ်ရှိခဲ့သလားမရှိခဲ့ဘူးလားကျူးလွန်ခဲ့ခြင်းရှိသလားကျူးလွန်ခဲ့ခြင်းမရှိဘူးလားဆိုတာအဲ့ဒီဒေသမှာအဲ့ဒီအချိန်တုန်းကရှိခဲ့တဲ့လူတွေကုန်သိတယ်အဲ့ဒီဒေသအဲ့ဒီမှာမရှိခဲ့တဲ့မြန်မာနိုင်ငံလူတွေအကုန်လုံးလည်းသိတယ်ဟုတ်ပါတယ်ဟမ်ကျွန်တော်တို့ကိုယ်တိုင်တည်ပြီးသားကိစ္စကိုမသိတဲ့လူတွေမမြင်တဲ့လူတွေကထပြောနေတဲ့ဟာဖြစ်နေတယ်ထပြောနေဖြစ်တော့အဲ့တော့ဆရာမောင်ကိုကြီးကိုကျွန်တော်သိကျင်တာကတော့နောက်ဆုံးဆရာဦးသန်းမောင်ရှေ့ပိုင်းပြောရတာလည်းပါတယ်လူမျိုးတုံးတက်ဖြတ်တာမဟုတ်ဘူးဆိုတာဘင်္ဂလီတွေကိုယ်တိုင်သိနေတယ်ဟုတ်ပါတကယ်သိတယ်ဆရာကပြောသလိုအကြောင်းတာသူတို့ကတခုခုအကြောင်းအကျိုးကျေးဇူးစီးပွားတခုခုမျှော်ကိုပြီးတော့ဒါလိန်လေထွက်ဆိုမယ်သူတို့ရဲ့တကယ်ခံယူကြတယ်သူတို့နားလဲတဲ့အပေါ်မှာသူတို့လိန်လို့မရဘူးကိုလိန်လို့မရဘူးအဲ့တော့ဒါဟာသူတို့ကိုယ်တိုင်လည်းသိတယ်အဲ့တော့ဆရာနေတော့အဲ့ဒီပြောနေတဲ့ခဏထက်ကတည်းလဲပြောနေတဲ့ဒီလူမျိုးတုံးတက်ဖြတ်မှုဆိုတာကြီးပေါ်မှာရောဆရာဘယ်လိုမြင်လဲဆရာဒီပထမဆုံးကျွန်တော်ပြောချင်တာတော့လူမျိုးတုံးတက်ဖြတ်ခြင်းတကယ်ဖြစ်သွားတဲ့သမိုင်းကြောင်းပေါ့အဲ့ဒါဒီcolonialism ရဲ့အစပေါ့ဒီခုနဥရောပနိုင်ငံတွေကဥပမာဆိုပါစို့အမေရိကန်မှာရှိတဲ့လူနီဗြိတိန်တွေနေဟုတ်လားကျူးကျော်ပြီးအဲ့နေမျိုးကျူးကျော်သိမ်းပိုက်တဲ့ဒီကိုလိုနီသမားတွေနဲ့ဒေသခံတွေရင်ဆိုင်မှုဖြစ်တဲ့အချိန်မှာဒီကောင်တွေကိုတော့အကုန်ရှင်းပြမှငါတို့စိတ်အေးချမ်းချမ်းနေရမယ်ဆိုတဲ့လိုအပ်ချက်ကြောင့်ဒီလူနီတွေပေါ့နော် red indian အပီးရှင်းသွားတယ်ခိုင်းပြောက်သွားတယ်ဒီလိုပဲဟိုယာမာMaya ပေါ့ sorry Maya civilization ကလည်း Spain Empire အောက်မှာပျောက်သွားတယ်သူတို့ genocide လုပ်တယ်ဆိုတာအဲ့ cultural civilization ကိုတခါတည်းအပြီးပျောက်သွားအောင်လုပ်တာလိုအပ်ချက်ကြောင့်လုပ်တာဘာလို့လဲနေချက်ခြင်းလို့သူနေချက်လို့ရတဲ့နေမျိုးသူတို့နေမျိုးဖြစ်ပိုင်နေရယူခြင်းလို့ဖြစ်တာကျွန်တော်တို့စီမှာကဖြစ်နေတာကပြန်ပြောလို့ရှိရင်ကျွန်တော်တို့အနေနဲ့ကျွန်တော်တို့ရှိပြီးသားနေပြီကျွန်တော်တို့ကဒေသခံဟုတ်လားဒီလိုပဲပေါ့အကြောင်းကြောင့်ဝင်လာတဲ့ဒါဒီဘင်္ဂါလီတွေရှိတာပေါ့ဒီလူတွေကိုကျွန်တော်တို့က genocide လုပ်เสียလိုအပ်ချက်လည်းကျွန်တော်တို့မရှိဘူးအခြေခံကျွန်တော်တို့တောင်းဆိုမှုမရှိဘူးဟုတ်ကဲ့မရှိတဲ့အတွက်ဖြစ်စဉ်ကိုတခါပြန်ကြည့်လို့ရှိရင်လေဒီစနစ်တကျစီစဉ်ထားတဲ့ရဲစခန်းဒီ30ကျော်လောက်ကိုတစ်ချိန်နဲ့တစ်ပြိုင်နဲ့ဝင်တိုက်အာစာတိုက်တာနော်အာစာဝင်ထားမဲ့ဆရာအဲ့ဒီမှာထူးခြားတာဝင်တိုက်တဲ့အုပ်စုတွေမှာမိန်းမတွေလည်းပါတယ်ခလေးတွေလည်းပါတယ်ဒီတနတ်နဲ့စောင့်ပြီးဟလာကာဝယ်နေတဲ့ပြည်သူရဲတပ်ဖွဲ့တွေကိုဓားတွေလှန်နေနဲ့ဝင်ပြီးလုံးကြတာဆိုတော့ဒီဟာဒီသူကရဲပြည်သူရဲကပြစ်လိုက်လို့ဟလာတက်ကပြစ်လိုက်လို့ခလေးတွေသေးတယ်မိန်းမတွေသေးတယ်ဆိုတာမျိုးမဖြစ်ကိုမရောက်အောင်ကြိုပြီးတော့ဆင်ထားတာပေါ့နော်ဒီဟာဒီအားလုံးကချိတ်ဆက်လိုက်လို့ရှိရင်ဒီကဘာလုံးဆိုင်ရာသူတို့ခေါ်ရရူရင်ညာပေါ့နော်အဲ့အစုအဖွဲ့ဒီအားလုံးဘယ်နေရာမှာငါတို့ဝင်ပြီးအပိုင်စည်းရင်ကောင်းမလဲဆိုတဲ့planကြီးတစ်ခုလုံးရဲ့နောက်ဆက်တွေဒါကြောင့်အပိုင်စည်းလို့ဘာလို့ပါလာတယ်UN ကပါလာတယ်ဘာဆိုတာဆိုအဲ့ဒီဟာဒီသူတို့အကောင်းဆုံး spot ကဒီနေရာလို့သူတို့မြင်ထားတယ်အဲ့လိုဖြစ်တဲ့အတွက်ဒါဒီနေရာကိုရအောင်လှုပ်တာရအောင်လှုပ်တဲ့နေရာမှာတကယ် genocide လှုပ်တာသူတို့ကလှုပ်တာကျွန်တော်တို့စီမှာရှိတဲ့ဟိန္ဒူရွာတွေဟုတ်ကဲ့မြို့တို့ဟုတ်တယ်ကမန်တို့ဒီဒိုင်းနဲ့တို့အကုန်လုံးရွာလုံးကျွတ်ရှင်းပြတာဟုတ်ကဲ့ဆရာဆိုတော့သူကကျွန်တော်ပြောတဲ့ဥပမာတစ်ခုနဲ့ပြန်ပြီးတော့ပြန်ချိတ်ကြည့်လိုက်ရင်ဟုတ်လားခုန
Red Indian ကိုဘာကြောင့်ရှင်းတယ်ဘယ်လိုရှင်းတယ်သူတို့ဒီနေမြေမှာရှိတဲ့သူတို့ကလွယ်တဲ့ကြံတဲ့ဟလားဒေသခံတွေကိုဘာကြောင့်ရှင်းတယ်ဘယ်လိုရှင်းတယ်ဆိုတာအဖြေကတော့ထွက်ပါလားဆရာဟုတ်ကဲ့ဆရာကျွန်တော်စဉ်းစားတော့ဆရာပြောတဲ့အချိန်မှာကျွန်တော်စဉ်းစားမိတာတစ်ခုရှိတယ်ဆရာကျွန်တော်တို့ဒါတဲ့ဟိုလူမျိုးတုံးတယ်ဆိုရင်ဆရာလုတ်တယ်ဆိုရင်လူကြီးရော့ရော့သွားမယ်နေဆိုတော့ဆရာရိုးလေးပဲဟောတရားနေ90ပြည့်50 30ပြည့်30 20 20နဲ့တယောက်ဆိုတော့ဒါတော်တော်ဟုတ်တာပေါ့ဂျီနိုဆိုက်အဲ့တော့ကျွန်တော်တို့ကဟိုတိတ်ရှင်းတဲ့ချက်ကလူကြီးကြီးလိုက်ဆရာရပြီကျွန်တော်မြင်ပြောတာလေအဲ့လူကြီးကြီးလိုက်လူကြီးကရော့သွားတာတိုးလာတာလားအဲ့ဒါတိုးပွားနေတဲ့လူကြီးကြီးကိုကြည့်ပြီးတော့လူမျိုးတုံးတယ်ဆိုတာကတော့ဆရာတော်တော်ကြီးကိုဟိုပြောကြတယ်ကမ္ဘာအပြောင်မြောက်ဆုံးဟာသာတစ်ခုလို့တော့ဟိုကျွန်တော်အနေနဲ့မြင်နေဆရာကလည်းထပ်ဖြစ်ခြင်းမရတယ်ဆရာဆွေးနေပါဦးဆရာမောင်တော်မှာ2013လ14လအဲ့လောက်မှာမောင်တော်တစ်မျိုးလုံးကိုဝင်စီးတာချိန်ကိုက်ဗလီကနေအကုန်လုံးထွက်လာပြီးတော့ဘင်္ဂလီတွေမောင်တော်မျိုးကိုဝင်စီးတာတက်မတော်ကမပြစ်ဘဲနဲ့နောက်ကိုဆုတ်ခံတယ်နော်အဲ့ဒါမပြစ်တဲ့စစ်ဘူတော်အေးအေးယူခံရတယ်အဲ့ဒီလိုဗျအဲ့တော့ကျွန်တော်တို့ကပြောတာကျွန်တော်တို့ကဘင်္ဂလားဒေ့ရှ်နိုင်ငံသွားပြီးတော့ဂျီနိုဆိုက်လုပ်တာလည်းမဟုတ်ဘူးနော်သူများနိုင်ငံသွားပြီးတော့လုပ်တာသူများနယ်မြေကိုသွားလုပ်တာလည်းမဟုတ်အဲ့လိုလုပ်နေကြတဲ့နိုင်ငံကြီးတွေဒီနေ့အချိန်မှာလက်ညှိုးထိုးဆိုအများကြီးထိုးလို့ရတယ်ကိုယ်နယ်မြေကိုယ်ဒေသရဲ့လုံခြုံရေးကိုလုပ်တာကိုဂျီနိုဆိုက်ပါတယ်ဆိုတော့ဂျီနိုအဆိုက်ခံရတာကျွန်တော်တို့ရခိုင်တွေကျွန်တော်တို့မြန်မာနိုင်ငံသားတွေကျွန်တော်တို့ခုနပြောတဲ့ဟိန္ဒူတွေနော်ကျွန်တော်တို့ဟိန္ဒူဘာသာရေးနဲ့မဟုတ်ဘူးဒါပေမဲ့ကျွန်တော်တို့ကဘာသာရေးမဟုတ်တာသူတို့ကဘာသာရေးနဲ့ဆိုဟုတ်တယ်အဲ့ဒီမှာကျွန်တော်တို့ဂမ်ဘီယာဆရာ2000နဲ့ဘယ်လောက်လဲ15ခုနှစ်မှာအစ္စလာမစ်နိုင်ငံဆိုပြီးတော့တရားဝင်ကြီးညာပြီးတော့ဒီ OIC အဖွဲ့ထဲဝင်ပြီးတော့သူကပတ်စံရှာအခုလည်းပတ်စံရှာတယ်ဒါဟိုညံတော့တော်တော်ကောင်းတယ်စီးပွားရေးတော်တော်ပြင်ဟိုပါဗောဆရာကျွန်တော်တို့အများနဲ့ပြောနေတဲ့တုံးနဲ့ပြော project တစ်ခုရတာပေါ့ project တစ်ခုရတယ်အဲ့တော့ဒီ project ကသူတို့ကမြေပဲစိုက်တာနဲ့ကြိုက်တယ်ပေါ့ဗျာဆရာနော်အဲ့တော့မြေပဲသမားတွေနဲ့ကြိုက်တယ်ဟုတ်ကဲ့ဆရာအဲ့တော့ OIC ကဆရာရဲ့နိုင်ငံပေါင်းဘယ်လောက်ရှိ58နိုင်ငံပတ်စံချမ်းသာတဲ့နိုင်ငံများတယ်ဆိုတော့တော်ငွေတွင်းပေါက်ကြီးတစ်ပုတ်တွေ့ထားတယ်လို့ပေါ့ဟုတ်ကဲ့ဒါပေမဲ့အဲ့ဒီပြဿနာကဒီမှာရင်မပြီးဘူးကျွန်တော်တို့ကအခုလူအခွင့်အရေးလို့ပြောတာကဟုတ်လားနိုင်ငံသားဖြစ်ချင်တယ်တိုင်းရင်းသားပါဖြစ်ချင်တာအဲ့တော့နိုင်ငံသားဖြစ်တာနဲ့တိုင်းရင်းသားဖြစ်တာနဲ့အခွင့်အရေးအရင်ကွာတယ်နော်ဆရာနော်နောက်တစ်ခုကကျွန်တော်ပြောချင်တာဒီအများကြီးတော့ရှိတယ်ဒါပေမဲ့ကျွန်တော်အဓိကပြောချင်တာသူတို့ရဲ့ရည်ရွယ်ချက်ကနော် OIC နောက်ခံပါတယ်ဆိုတဲ့လားဘာသာရေးကိုခုတုံးလုပ်တာပဲကျွန်တော်သူများဘာသာကိုကျွန်တော်ကပုတ်ခတ်တာလည်းမဟုတ်ဘူးတိုက်ခိုက်တာဒါပေမဲ့ဘာသာရေးကိုအသုံးချပြီးတော့ဘယ်နေရာမှာအင်အားနည်းနေတယ်လေဘယ်ဒေသမှာအင်အားနဲ့ဘယ်ဒေသမှာငါတို့အကောင်တွေကိုနေရာချထားရင်ငါတို့အတွက်နှစ်ပေါင်း10 20အတွင်းမှာငါတို့ရဲ့ stronghold တွေဖြစ်လာမလဲဆိုတဲ့ရည်ရွယ်ချက်ကတိတ်ပေါ်တယ်အခုရှောက်လဲချက်ပေးနေတဲ့ရှေ့နေတွေဆိုတာပတ်စံရလို့သာပြောနေတယ် BNN မရတယ်ဗါတွေ့လိုက်တယ်ဟလားသူတို့ရဲ့သူများရေးပေးတဲ့ script တွေကိုဖတ်နေတဲ့ performance တွေသာဖြစ်တယ် not legal professional မဟုတ်ဘာမှလည်းသိတဲ့ကောင်တွေမဟုတ်သိတဲ့ကောင်မှလည်းပတ်စံရရင်အကုန်လုံးပြောမှာပဲဆိုတဲ့ဟာတွေသူတို့သမိုင်းကိုဘယ်လောက်သိတယ်လဲနော်သူတို့ရဲ့ရည်ရွယ်ချက်ကိုဘယ်လောက်သိတယ်လဲနင်ပတ်စံရတိုင်းလည်းကျွန်တော်ပေးမယ်ဒါဆိုရင်ကျွန်တော်တို့ပြောခိုင်းတာပြောမလားနော်အဲ့တော့ကျွန်တော်ပြောချင်တာကတော့ဒီအခုရှောက်လဲချက်ပေးတာမှာ2019ခုနှစ်ကကိစ္စကိုရှောက်လဲချက်ပေးတာမဟုတ်တော့ဘဲနဲ့အခုဖုံးတော်ကြီးတွေဗုဒ္ဓဘာသာဖုံးတော်ကြီးတွေကတရားခံနဲ့ဆွဲထည့်လာနော်ဟိုလူတွေဒီလိုဆွဲထည့်တာသူတို့ရဲ့ရည်ရွယ်ချက်ကလူအခွင့်အရေးကိုကာကွယ်တာမဟုတ်ဘူးအစ္စလမ်နယ်ချဲ့ဖို့အတွက်ပဲဒါကျွန်တော်တို့အစ္စလမ်နိုင်ငံတွေကလူလာတာပြောတာမဟုတ်ဒီအခုပြောနေတဲ့ဆိုနေတဲ့လုံနေတဲ့လူတွေရဲ့ရည်ရွယ်ချက်ကိုပဲကျွန်တော်ပြောချင်တယ်အဲ့တော့ကျွန်တော်တို့ဒီပြဿနာမောင်တော်ရဲ့ပြဿနာမဟုတ်ဘူးရခိုင်ရဲ့ပြဿနာမဟုတ်ပြည်တော်စုကြီးတစ်ခုလုံးကုန်းပြောရမြန်မာနိုင်ငံတည်တံ့ခိုင်မြဲရေးနဲ့ကမ္ဘာပေါ်ကပျောက်ကွယ်မသွားရေးကျွန်တော်တို့ကာကွယ်ရမယ့်ကိစ္စတစ်ခုဖြစ်နေတယ်ဆိုတော့ခုနဆရာရဲ့ရည်ရွယ်ချက်ဒီစကားဝိုင်းရဲ့ရည်ရွယ်ချက်ပဲလို့ကျွန်တော်နားလဲဟုတ်ကဲ့ပါဆရာအဲ့တော့ဆရာသွမ်းမောင်ပြောတဲ့အထဲမှာတော့ဟိုစတဲတာပေါ့နော်သူတဲခဲ့တဲ့ဟာနဲ့အခုနောက်ပိုင်းပြောတာတွေနဲ့ဆက်ဆက်ကြီးဆရာပြောတာလက်ခံပါသူတို့ကထပ်ပြီးတော့စကုတ်ကိုထပ်ချက်လာတာကြီးသူတို့ရဲ့ရည်ရွယ်ချက်တွေလောဘပူတက်လာတယ်ပေါ့ဆရာလောဘပူတက်လာဒါလည်းတစ်မျိုးတော့ကောင်းတယ်ဆရာကျွန်တော်တို့ဥပဒေရှုထောင့်မှာဆိုရင်ဒါ advocacy ပဲသူတို့ရဲ့ရည်ရွယ်ချက်နောက်ခံနေသူတို့ရဲ့အတွင်းစိတ်တွေကျွန်တော်ကတန်းနေပေါ်လာတယ်လို့ပဲကျွန်တော်လက်ခံဆရာမပြောချင်တာလားပြောဆက်ပြောဟုတ်ပါဗျဟုတ်ကဲ့အဲဒီလိုပါဒီကျွန်တော်တို့ကိုဒီနေ့တရားဆွဲထားတာပေါ့တရားဆွဲတဲ့ဟိုဆွဲချက်တွေလုပ်ထားတာဒီဘာလဲဆိုတော့ genocide မဟုတ် genocide လုပ်ရင်ရည်ရွယ်ချက်ရှိတယ်genocide လုပ်ဖို့ရည်ရွယ်ချက်နဲ့ intention နဲ့ကင်ပြောတာဆိုတော့
လူမျိုးနွယ်စုတစ်ခုကိုဥတီပြီးတော့တိုက်ခိုက်ခြင်းစသဖြင့်ပေါ့ဒီပုံမှန်3ခုနဲ့ဒီပုံမှန်3ခုကတော့ဒီဟိုဟာပေါ့ဒီဒုတိယကမ္ဘာစစ်ပြီး1948 convention ရဲ့ extension တွေပေါ့အဲ့တော့ဒီဟာပေါ်မူတည်ပြီးကျွန်တော်တို့ဆွဲတယ်လို့ဖြစ်တဲ့အတွက်ဆွဆွဲတာဖြစ်တဲ့အတွက်ကျွန်တော်တို့အနေနဲ့က intention ရှိခြင်းမရှိခြင်းဆိုတဲ့ဟာဒီ very abstract ဘာနဲ့မှဂိုင်းပြောလို့မရခုနဒီဟာဒီရှင်းပြောတော့လူရာဆွဲလို့ရတဲ့အနေထားတော့ရှိတယ်ဒါကျွန်တော်တကယ်ရင်ဆိုင်နေရတာကျွန်တော်တို့ဒီခုနပြောတဲ့ intention တစ်ခုနဲ့လောက်ပါတယ်ဆိုတဲ့ပုံစံနဲ့ကျွန်တော်တို့ဆွဆွဲထားတာပေါ့အဲ့လိုဖြစ်တဲ့အတွက်ကျွန်တော်တို့ဘက်ကပြန်လည်ဖြည့်ရှင်းတဲ့နေရာမှာလေဒီ intention ဆိုတာကိုခြေဖြတ်ရမှာလေဟုတ်တယ်သူတို့ပြောဒီလူကဘလို့ရည်ရွယ်တာကိုဘလို့ဟိုဟာလုပ်တယ်ဟုတ်တယ်အဲ့ဒီဟာဒီခုနကျွန်တော်ပြော abstract ဖြစ်တယ်ဆိုတာဘယ်လိုခေါ်မလဲဟိုကင်တွေပြလို့မရအောင်ထင်မြင်ချက်ကသာအဓိကဖြစ်နေဆိုတော့အဲ့လိုဖြစ်တဲ့အတွက်ကျွန်တော်တို့ဖြည့်ရှင်းရတာတိမ်မွေ့ပါဆရာဥပဒေကြောင်းရပြောတော့ဆရာဦးတန်းမောင်ဘုံနားလဲပဲဆရာတို့သိတယ်ဟုတ်ဟိုထင်မြင်တာဥပဒေတဲ့ပါကျုံးမလို့ဆရာထင်လို့မရဘူးရည်စရာလေးထင်လို့မရဘူးမြင်လို့မရဘူးဖြစ်မှရမှာဆရာရည်စရာတစ်ခုပြောမယ်နော်ဆရာဟုတ်ကဲ့ commit ဖြစ်မယ် commit ဖြစ်မယ်ဆရာထင်လို့မရဘူးလူတယောက်ကိုအမျိုးသမီးတယောက်ကပေါ့ဗျာဘယ်လိုပြောလဲဆိုကျမကမဒင်းကျင်းဖို့ကြိုးစားပါတယ်ဟာဘာဖြစ်လို့ကျွန်တော်ဘာမှလည်းမလုပ်ဘူးဒါပေမဲ့ရှင်းမမဒင်းကျင်းလို့ရတဲ့ပစ္စည်းတစ်ခုပါလာတယ်လीအဲ့ကျွန်မမဒင်းကျင်းဖို့ကြိုးစားပါတယ်လို့ကျွန်မ yes ခမ်းမှာအမှုပဲအဲ့လိုဖြစ်နေပြီအခုကနော်ဟုတ်ကဲ့ဆရာအဲ့တော့ဆရာကျွန်တော်တို့ဒါတော့ဟိုဆရာတို့အသီးသက်ကာလပြောလိုက်တော့ဒါရှင်းကြီးပါပဲကျွန်တော်ကလည်းကျွန်တော်တီဗီသားတိုးတော့ကျွန်တော်ကျွန်တော်တို့ရဲ့စကားဝဲနားထောင်နေမဲ့လူကအုပ်စုမျိုးမျိုးရှိနေတာဟုတ်ဆရာနော်ကျွန်တော်တို့နေနေတာပြောသိပြောထားလို့ကျွန်တော်ဒါကိုဆွေးနွေးတယ်အဲ့တော့နောက်တစ်ခုကတော့ဆရာဦးတန်းမောင်ပြောသလိုကျွန်တော်ကလည်းရခိုင်ပြည်နယ်အဲ့ဒီဘူးသီးတော်မောင်တော်တွေကျွန်တော်ရောက်တယ်ဆရာရောက်ဘူးတော့ကျွန်တော်အဲ့ဒီမှာဒီရက်ကန်တိုင်းသားတွေနဲ့ဒီခုနပြောတဲ့ဘင်္ဂလီတွေအေးချမ်းဆရာအတူတူကွာနေတာတငယ်ချင်းတွေကျောင်းတိန်တငယ်ချင်းတွေဆရာအတက် classmate တွေနော်ဆရာ classmate တွေအဲ့တော့ကျွန်တော်အဲ့ဒီမောင်တော်သေးသေးသွားတယ်အမလီရောင်းဝယ်ပေါက်ကားနေကြတာအဲ့ဒီမှာစိုင်နေကြည့်လိုက်ဆရာဘင်္ဂလီတွေစိုင်ရှိသလိုဟိုရခိုင်တိုင်းသားတွေဆိုင်နေတယ်ရှိတယ်အဲ့ဒါရောင်းဝယ်ပေါက်အတူရောင်းနေကြတာဒီဆိုင်ရပစ္စည်းကိုဆိုင်တော့ဝယ်ပြီးတော့ပြန်ရောင်းပြီးအဲ့လိုလုပ်နေကြတာမျက်စိကျွန်တော်မျက်စိနဲ့တက်မြင်ရတော့ကျွန်တော်ပြောနေတာတော့ဆရာဟိုကျွန်တော်တို့ကိုဒီတရားဆွဲဆိုဖို့လုပ်နေတဲ့ဒီအဖွဲ့အစည်းတွေကသူတို့မျက်စိမိတ်ထားတာသူတို့လိလူရှူထားတာသိရတဲ့နဲ့မသိကြအောင်ဆောင်နေတဲ့အချက်တွေအများကြီးရှိတယ်အဲ့ဒါမှနောက်တစ်ချက်ရှိတယ်အဲ့ဒါဘာလဲဆိုကျွန်တော်တို့ကဒီရခိုင်ပြည်နယ်မှာနေနေကြတဲ့မြစ်တိလူဖွဲ့စည်းမဆိုအစိုးရတွေအကုန်လုံးကနော်ကျကျွန်တော်တို့ကအကုန်လုံးကူညီခဲ့တာတွေနော်ဆရာနော်လူသားချင်းစာနာတဲ့ဆိုင်ရာအကူအညီတွေရောကျွန်တော်ဘေးဒုက္ခတွေရောက်ရင်လုပ်ခဲ့တာတွေရောရှိတယ်ဆရာအဲ့တော့ခုနဆရာဦးကောင်းမျိုးစီမလာခင်ဆရာဦးတန်းမောင်ပဲကျွန်တော်ဟိုနေ့ပေါ့ဆွေးနွေးနေတာဆရာရောက်ခဲ့တယ်ဆိုတော့အဲ့တော့ကျွန်တော်တို့ကဒီလိုမျိုးကူညီဆောင်ခဲ့ရတာပြောဆရာကူညီဆောင်မခဲ့တာတွေရိုင်းမင်းခဲ့တာတွေဆရာအမြင်လေးနဲ့တွေ့ကြရတာကြီးဆရာနည်းနည်းလေးရှင်းပြပေးပါဦးကျွန်တော်တို့ဒါဘာသာရေးကွဲပြားလို့တော့ပြောတာမဟုတ်ဘူးကျွန်တော်တို့ရဲ့ဗုဒ္ဓဘာသာသမားတွေကပေါ့နော်ရခိုင်ဆိုတာဗုဒ္ဓဘာသာတကယ် dedicated Buddhism ကလူတစ်ပါးကိုမုန်းတီးတဲ့စိတ်မျိုးစိတ်ထဲမှာမရှိဘူးဘလို့ကူညီပေးရမလဲနော်ဘလို့စောင့်ရှောက်ရမလဲအဲ့တော့ကျွန်တော်တို့ဒီရခိုင်နေကလားတွေပဲပြောပေါ့နော်ကျွန်တော်တို့ဘင်္ဂလီတွေကကျွန်တော်တို့ကတယောက်ဒုက္ခရောက်ရင်ကူညီကြတာပဲရခိုင်ဒုက္ခရောက်ရင်လည်းဘင်္ဂလီကကူညီတာပဲဘင်္ဂလီထဲမှာလည်းပေးနိုင်ကမ်းနိုင်တဲ့လူတွေရှိတယ်ကူညီကြတာပဲကျွန်တော်တို့ဘာမှပြဿနာမရှိဘူးဒါပေမဲ့ဖြစ်စေချင်တာအဲ့ဒီလိုချစ်နေကြည်နေတာကိုမကြိုက်တဲ့ပြဿနာလှုပ်ချင်တယ်သူတို့ရဲ့ရည်ရွယ်ချက်ကဘာလဲဆိုလို့ရှိရင်ဟိုဘက်ကနိုင်ငံကချစ်နေ project မရဘူးproject မရဟိုဘက်ကရားပြားလာတဲ့လူဦးရေတွေကိုငါတို့ထိန်းထားရမယ်မင်းတို့အဲ့ညာကိုအဆင်ပြေအောင်ရအောင်လုပ်ပါလားနော်မင်းတို့ငါတို့တွန်းပေးမယ်တိုင်းရင်းသားဖြစ်အောင်ငါတို့သမိုင်းတွေကိုလိန်နေသမိုင်းတွေလိန်တာမှဆိုနှစ်ပေါင်း1000 2000နောက်ပြန်ဆုပ်ပြီးတော့လိန်တာတွေရှိတယ်အဲ့တော့ကျွန်တော်တို့ဒီရခိုင်တွေကလည်းအဲ့ဒါတွေကိုပြန်ပြီးတော့တုံ့ပြန်နေရတာတွေရှိတယ်ရခိုင်တွေမဟုတ်ပါဘူးမြန်မာဘက်ကရောဒီရှမ်းတွေဘက်ကမွန်တွေဘက်ကပါတုံ့ပြန်နေရတာတွေရှိတယ်ဒါပေမဲ့သူတို့ကလုံရင်အပိုင်လုံတယ်အပီဖြင်လုံတယ်အဲ့တော့အဲ့ဒါကိုပဲရှာနေကြတဲ့မုတ်ဆိုးတွေကလည်းအဲ့ဒီအကွက်တွေကိုမြင်ရပြီဆိုလို့ရှိရင် ICJ ကိုအတင်မရရအောင်တွန်းတယ်ရှေ့နေရှေ့ရတွေကိုစာရွက်တွေပေးပြီးတော့ဖတ်ခိုင်းတယ်ရွတ်ခိုင်းတယ်အခုလည်းရှေ့နေမတွေဖတ်နေတာသူတို့ရေးပေးတဲ့စာတွေပါပဲသူတို့ဘာမှသိတာလည်းမဟုတ်ပါဘူးဟိုဖတ်ဆိုလို့ဖတ်ပြတာတွေပဲဒါပေမဲ့ကျွန်တော်တို့ဘက်ကပြန်ပြီးတော့ခြေပမဲ့ရှေ့နေရှေ့ရဒီဆရာကိုလှိုင်တို့ဒေါ်တီရာဦးတို့ကျွန်တော်တို့ယုံကြည်တယ်အားလဲကိုးတယ်သူတို့ဒီအချက်လက်တွေကို
အမှန်တရားဘက်ကနေကောင်းကောင်းမွန်မွန်ခြေပနိုင်မယ်လို့တော့ကျွန်တော်ယုံကြည်တယ် ဟုတ်ကဲ့ဆရာ ဒါပေမဲ့ကြားမိရဲ့ဟလားမြေနဲ့ရလှန်ဆိုင်လှုပ်လာမယ်ဆိုရင်ကတော့ကျွန်တော်တို့ဘာတစ်ဆင့်လှုပ်ကြမလဲဆိုတော့ကျွန်တော်တို့အားလုံးပူပေါင်းပြီးတော့စဉ်းစားထားဖို့တော့လိုတယ်ပြင်ဆင်ထားဖို့လည်းလိုတယ်လို့တော့ကျွန်တော်ယူဆတယ် ဟုတ်ကဲ့ဆရာအဲ့တော့ကျွန်တော်ဒီမှာဆရာဥက္ကိုလိုင်တို့ဆရာမဒေါက်တာဒေါ်တီတာဦးတို့သွားနေကြတယ်သွားနေတော့ဟိုတော့မရောက်သေးကောလာဟာလာထွက်လာတယ်ဆရာဥက္ကိုလိုင်တို့သူတို့ဘယ်မှာဖမ်းဆီးသွားတယ်ဟောဆိုတော့ဆရာခင်ဗျာပြည်တော်စုဝန်ကြီးခင်ဗျာကျွန်တော်တို့အင်မတန်မှချမ်းအေးလာတဲ့ခက်ခဲတုံအောင်ချမ်းနေတဲ့ဒီကျွန်တော်ဒီခိတ်ရဲ့ဒီအေးတိုင်အောက်မှာတခါတည်းဟိုထွက်ပြီးတော့ဗီဒီယိုတိုလေးရိုက်ပြီးပို့ရတဲ့အချိန်ရောက်သွားတယ်ဒါတွေကကောလာဟာလာတွေသူရှိတယ်နောက်တစ်ခုကဆရာပြောသွားတဲ့အထဲမှာပါလဲဆိုတော့သူတို့အဖွဲ့ဟာတဲ့ကိုစန်းညွန့်စန်းရှိသမျှနိုင်ငံတော်နဲ့ပြည်သူတွေကိုအစွမ်းကုန်စူးစမ်းကာကွယ်သွားပါမယ်ပြောတာနော်ဆရာအတိတ်ပဲရှိပါတယ်ကျွန်တော်ထပ်ပြောပါမယ်နိုင်ငံတော်နဲ့ပြည်သူတွေကိုအစွမ်းကုန်စူးစမ်းကာကွယ်သွားမယ်လို့ကျွန်တော်တို့ပြောတယ်ဒါရှင်းတယ်နိုင်ငံတော်ကိုကာကွယ်ဖို့သွားတာဆရာမြန်မာဆရာခုနပြောတဲ့ရခိုင်နေမဟုတ်ဘူးရခိုင်ပြည်နယ်ကစခဲ့တယ်ရခိုင်ပြည်နယ်မဟုတ်ဘူးကျွန်တော်တို့မြန်မာနိုင်ငံမှာနေတိုင်းကြတဲ့မိတိနေတိုင်းကြတဲ့ကျွန်တော်တိုင်းသားပြည်သူအားလုံးနဲ့ဆိုင်တဲ့ကိစ္စတိုင်းနိုင်ငံလုံးနဲ့ဆိုင်တဲ့ကိစ္စဒါကိုသူတို့ကာကွယ်သွားမယ်လို့ပြောတော့ဆရာအနေနဲ့ကိုဆရာဦးဦးလိုင်ရဲ့ပြောကြားချက်ပေါ်မှာကျွန်တော်ပြည်သူတွေကကိုဘယ်လိုတုံ့ပြန်နေလဲဘယ်လိုဆောင်ရွက်တင်လဲဆရာထင်မြင်ချက်ကလေးပြောပြပါဦးဆရာ ပထမဆုံးတစ်ချက်ကတော့ဆရာဒီဆရာဦးကိုလိုင်ကတော်တဲ့လူတစ်ယောက်ပါအဲ့တော့အခုဒီဖြစ်စဉ်တွေကဆိုးလာတဲ့အပိုင်းမှာက1981ပေါ့နော်ဒီဘင်္ဂလားဒေ့ရှ်လူမျိုးရေးစစ်ပွဲပေါ့ဘင်္ဂလားဒေ့ရှ်လူမျိုးရေးစစ်ပွဲဖြစ်တဲ့အချိန်မှာဒီ secular ဆိုတဲ့ကျွန်တော်တို့အိန္ဒိယနဲ့တူတဲ့ကျွန်တော်တို့ကလောကီကျွန်တော်တို့ဟောပေါ့နော်လောကီတက်ဝါဒပေါ့အဲ့ဝါဒကလက်ရှိမှာကျွန်တော်ဘင်္ဂလားဒေ့ရှ်မှာလွှမ်းမိုးသွားတယ်လေအဲ့ခါမှာကျွန်တော်တို့အစိုးရအကြံဖက်တဲ့လူတွေကတချို့ကပြေးစရာကဒီဘက်ရှိတော့ဒီဘက်ရောက်လာတာအဲ့လူတွေကအစပြီးတော့အရင်ကရှိခဲ့တဲ့ကျွန်တော်တို့ဒီမီးကိုဓာတ်စီလောင်းလိုက်တယ်လို့ဒါကျွန်တော်ပြောချင်တယ်ပြောရင်တဲ့ခါကျဒီဖြစ်စဉ်ကိုဆရာဥက္ကိုလိုင်ကသူသိတယ်အကောင်းအောင်နားလေတယ်ဒါကြောင့်မလို့လဲသူကဒါကဒီလက်တော်ဒီကိစ္စဒီနိုင်ငံတော်ရဲ့အနာဂတ်အရေးဆိုတာကိုသူသိတယ်နောက်တစ်ခုကတော့ကျွန်တော်တို့ရှီကတော့တွားတာကတော့တကယ်ကိုကျွန်တော်တို့ကဒီဟလာပြောရမယ်ဆိုရင်ကျွန်တော်တို့ကဟောပေါ့ဗျာဟလာပြောရင်တော့ဈေးတွေကပုံစံမျိုးစုသူညာအိုဟိနေတဲ့ပုံစံမျိုးမဟုတ်ဘူးကျွန်တော်တို့ကပညာရှင်တွေဖြစ်တယ်ဒေါ်တီတာဦးရောဒေါက်တာဒေါ်တီတာဦးကသူကပညာရှင်တွေဖြစ်တယ်ဒါကြောင့်မလို့အေးစစ်စစ်တည်ငြိမ်နဲ့သူတို့လှုပ်ရှားရှိတာကိုသူလုပ်နေတယ်အဲ့တော့ဒါကိုကျွန်တော်အပြည့်အဝယုံကြည်တယ်ကျွန်တော်တို့ကဟလာသူတို့အပြည့်အဝယုံကြည်လို့ဟာဖြစ်တယ်လို့အခုနကျွန်တော်တို့ဟလာဆရာပြောတဲ့အချက်ပေါ့နော်ကျွန်တော်တို့ကဟလာ genocide လုပ်သလားကျွန်တော်တို့လုတ်ခံနေရသလားဘယ်သူကဟလာဥပမာလူရတိုးဟလာနော် तू ကတော့ပို့တိုးလာတယ်နော်အဲ့တော့ဒီအချက်လက်ကိုဆရာဥက္ကိုလိုင်တို့သူတို့သတိမမှုဂုဏ်မမြင်ဖြစ်ရင်လည်းကျွန်တော်တို့ဒီကနေပြီးတော့သတင်းစကားပါပြီးတော့ဒီအချက်လေးတွေပါသုံးပါနော်အဲ့တော့ကျွန်တော်တို့ပြည်သူလူထုကတော့နော်ဘာပဲပြောဒီလက်ရှိအနေထားမှာတော့ကျွန်တော်တို့ကိုယ့်လူကိုယုံတယ်ဒါသူတို့ကိုကျွန်တော်တို့ကအမှန်တမ်းပြောလို့ရှိရင် professional အနေနဲ့မဟုတ်ဘူးဒီမျိုးချစ်စိတ်နဲ့ပါသူတို့နော်တကယ်နိုင်ငံတော်အတွက်ပါကိုယ်စားလှယ်တော်ကြီးတွေနိုင်ငံတော်ကြီးကိုယ်စားလှယ်တော်ကြီးများဆရာလုံနေတယ်ဆိုတော့ကျွန်တော်တို့ကဒါကိုဘာပဲပြောကျွန်တော်ဒီမှာကျွန်တော်အယူဝါဒကွဲပြားမှုအပထားအားလုံးကကျွန်တော်ထောက်ခံမယ်ဒါကအားပေးရမယ်ဒါပေါ့ဖြူနီးပြဝပြဿနာမဟုတ်ဘူးဒါကအမျိုးသားကြီးပြဿနာအဲ့တော့ဒါကိုကျွန်တော်တို့ထောက်ခံမယ်အားလုံးကိုလည်းကျွန်တော်တို့ထောက်ခံသင့်တယ်လို့ကျွန်တော်တို့ကဒီနေရာမှာကျွန်တော်တို့ကအားလုံးတိုက်တွန်းနှိုးဆော်တာပေါ့နော်ကျွန်တော်တို့အားလုံးဝိုင်းရပ်တည်မယ်အဖေကအောက်ကမ်းကဘာပဲထွက်ချင်တာထွက်ကျွန်တော်ကြောက်စရာလည်းမလိုဘူးနော်အဲ့တစ်ချက်ပဲဆရာရဲ့နော်ကျွန်တော်အဲ့ဒါလေးတော့ဒီမှာပြောလိုက်ချင်တာပေါ့နော် ICJ မှာ enforcement power ဘာမှရှိတယ်ဘာမှမရှိဘူးနော်အခုဒါကျွန်တော်ပြောရင်တော့ကျွန်တော်ကကိုမိတ်ဆွေနိုင်ငံတွေဆိုတော့မပြောပါဘူးနော်ဟလာဒီကမ္ဘောဒီးယားနဲ့ထိုင်းကိစ္စပေါ့နော်ဒါကျွန်တော်တို့မပြောပါဘူးနော်အဲ့ဒါ ICJ မှာတက်ဗီဇာကိစ္စဖြစ်ပါတယ်နော်အဲ့တော့လေးလာလို့ရှိရင်လူတွေသိပါတယ်နော်အဲ့တော့ဆက်မပြောပါဘူးအဲ့တော့ဘယ်သူက enforce လုပ်ဖြစ်မလဲအဲ့တော့ပြောရမယ်ဆိုရင်ဒါက political matters ကိုပြန်သွားတာအဲ့တော့လူမျိုးကောင်စီကိုပဲသူကပြန်သွားရတယ်အဲ့တော့ဘာမှစိုးရင်စရာကြောက်ကြစရာလည်းမလိုဘူးဖြစ်လာတဲ့များအားလုံးကိုကျွန်တော်တို့ကဟလာအားလုံးတွေးစည်းညီညွတ်ပြီးတော့ကျွန်တော်တို့ကြံ့ကြံ့ခံရင်ဆိုင်ဖို့ပဲလိုတယ်ပျော်ပျော်ပဲရင်ဆိုင်ဖို့လိုတယ်
ဒါပဲကျွန်တော်အဲ့လိုပြောချင်တယ်ဆရာတို့ကတော့ခုနဆရာပြောတဲ့အချက်ကလေးပေါ့နော်ကျွန်တော်တို့အဲ့ဒါလေးကိုတော့ဆရာဦးကိုလိုင်းတို့နော်ဒါကြည့်နေလို့ရှိရင်တွေ့ပါမှာပါနော်ဟုတ်ကဲ့ဆရာဒါဟိုရုံးတော်ကလက်ခံနေဆိုရင်တော့ဒါထပ်ထည့်ပြီးပေါ့နော်ဟုတ်ကဲ့ပါဆရာအဲ့တော့ဆရာကျွန်တော်တို့ရဲ့ဆွေးနွေးတာဒါတော့နောက်ဆုံးကြော့ပါဆရာအဲ့တော့ဆရာလည်းခုနထောက်ခံမှုပြောရင်းနဲ့ဆရာရဲ့ဒီနောက်ဆုံးသက်ကလေးပြောပြီးပါပြီဆရာမောင်ကောင်းကြီးဆရာဦးခင်မောင်စောကျွန်တော်ရဲ့အဆုံးသက်ကလေးမှာဆရာအနေနဲ့ပေးခြင်းတဲ့ message တွေများရှိအောင်မလားဆရာဟုတ်ကဲ့ခင်ဗျဟိုဒေါက်တာအောင်မျိုးအဆုံးသတ်သွားတာလေးပဲကျွန်တော်ဆက်ပါမယ်တကယ်တမ်းကျတော့ခုနပြောသလိုပေါ့ဟုတ် enforce လုပ်နိုင်တဲ့အနေအထားမရှိဘူးသို့တော့ကျွန်တော်တို့ကဒီပွဲကဂုံသိက္ခာတိုက်ပွဲပါဂုံသိနိုင်ငံရဲ့ဂုံသိက္ခာလူကျွန်တော်တို့နိုင်ငံသားတွေရဲ့ဂုံသိက္ခာအတွက်ပြည်တော်စုရဲ့ဂုံသိက္ခာပြည်တော်စုရဲ့ဂုံသိက္ခာအတွက်ကိုဒါဆရာဦးကိုလိုင်းတို့လာတော့ဒီရာဦးတို့ဥဆောင်ပြီးတော့တွားပြီးတော့ဖြည့်ရှင်းနေတာဒါဖြစ်ပါတယ်နောက်တစ်ခုကတော့ဒီ ICJ လို့ပြောရင် ICJ ဒီ United Nations ဆိုတဲ့ body ရဲ့အစိတ်ပိုင်းတစ်ခုပေါ့နော်ဒီ United Nations ဆိုတဲ့အစိတ်ဟိုဟာကြီးရဲ့ body ရဲ့အနေအထားနဲ့ culture ကိုလည်းကျွန်တော်တို့သတိထားမိဖို့လိုပါတယ်ဟုတ်ကဲ့ဆရာဘာလို့ဆိုတော့ကျွန်တော်တို့ရဲ့ဒီတမ္မကြီးဦးဟောက်တူဆန်ပြောသားမှုတဲ့ကန့်ကွက်ဖူးတဲ့စကားလေးနှလုံးကိုကျွန်တော်သွားမှတ်မိပါတယ်ဟုတ်ကဲ့ဆရာတစ်ကတော့ဒီဟိုဟာပေါ့ကုလသမဂ္ဂကနိုင်ငံတွေကိုကင်တွယ်ဖြည့်ရှင်းတဲ့နေရာမှာ non selectivity နဲ့ non politicization ပေါ့နော်ဒီနိုင်ငံကိုပဲရွေးပြီးတော့မှဟုတ်လားဟိုတီးခြားထားပြီးတော့မှပြစ်မှတ်ထားပြီးဖိနှိပ်ကင်တွယ်တာမျိုးမလုပ်ရဘူးဒါကုလသမဂ္ဂရဲ့ principle ပါပြီးသားနောက်တစ်ခါဒီကမ္ဘာနိုင်ငံကြီးပေါ့ကမ္ဘာဟဲ့လားဒီခုနအင်အားကြီးတွေအုပ်စုကြီးတွေရဲ့ politicize လုပ်တယ်ဆိုတော့သူတို့ရဲ့လိုလားချက်ရည်မှန်းချက်တွတ်သွင်းတာပေါ့ဆရာဟိုတွတ်သွင်းတဲ့ဟာမျိုးမရှိရဘူးအားလုံးပေါ်မှာဒန်းတူမျှတရမယ်ဆိုတာမျိုးအဲ့ဒီဟာကင်းလွတ်နေတာပေါ့ဒါကြောင့်ကျွန်တော်ဒီမြန်မာနိုင်ငံဒီကုလသမဂ္ဂဆိုင်ရာအသံအမတ်ကြီးကဒီတစ်ချက်နှစ်ချက်ကိုထောက်ပြီးတော့ကန့်ကွက်ထားတာကျွန်တော်မှတ်မိပါတယ်ဆိုတော့ဒီကျွန်တော်တို့ရင်ဆိုင်ရတဲ့အခက်အခဲအတိမ်နဲ့ကအဲ့လိုတော့ရှိတယ်ဘယ်လိုပဲပြောဟိုမြေနှိမ့်ရလှန်ဆိုင်ဆိုတဲ့စကားအလကားတော့မဟုတ်ဘူးပေါ့နော်ဆိုတော့ကျွန်တော်အနေနဲ့ဒီနောက်အများပြည်သူရောကျွန်တော်နောက်မျိုးဆက်တွေရောဒီလိုတော့ဖြစ်ခဲ့တယ်ငါတို့ညီညွတ်မှလက်တွဲမှရင်ဆိုင်ရဲမှဒီဟာတွေကိုကျွန်တော်ဖျက်ချော်နိုင်မယ်ဆိုတော့ message ပြီးတော့ရမိတာပေါ့နော်ဟုတ်ကဲ့ပါဆရာတူတယ်ပါဆရာပြောရတဲ့နောက်ဆုံး message ကတော့စီလုံးညီညွတ်မှုပေါ့ဆရာနော်စီလုံးညီညွတ်မှုနဲ့အတူရာကိုကြော်ဖြတ်မှာပေါ့ဆရာနော်အားလုံးကြော်ဖြတ်မှာပဲဘယ်လောက်ပင်မဆင်းရဲပါသေးစီလုံးညီညွတ်မှုအားလာရင်ကျွန်တော်တို့ကဆင်းရဲပင်မမှုတွေအကုန်လုံးကြော်ဖြတ်နေတဲ့မဟာအင်အားကြီးတစ်ခုပါဆရာအဲ့တော့အဆုံးပဲပေါ့နောက်ဆုံးပိတ်အိနဲ့လွယ်ပေါ့ဆရာဦးသက်မောင်ကဗာများ message များသတင်းစကားများပါကျင်တာများရှိပါလေဆရာပြောချင်တာတွေတော့အများကြီးပေါ့နော်ဒါပေမဲ့ ICJ မှာကျွန်တော်တို့မြန်မာနိုင်ငံအတင်ခံရတယ်ပေါ့ဗျာတိတ်ခါကြတယ်ကျွန်တော်တို့နိုင်ငံတိတ်ခါကြတာနည်းနည်းတော့ဆုံးဖြတ်ချက်မှားသွားရင်ဒီ ICJ ရဲ့ဆုံးဖြတ်ချက်များမှားခဲ့ရင်ကျွန်တော်ကြိုတင်ပြီးတော့ပြောတာတော့မဟုတ်ကျွန်တော်ယုံကြည်ပါတယ်သူတို့ကျွန်တော်တို့တက်အများကြီးပညာတတ်ပါတယ်ဆုံးဖြတ်ချက်မှာ ICJ ရဲ့အမှားမဟုတ်တော့ဘဲနဲ့ UN ရဲ့အမှားဖြစ်သွားလိမ့်မယ်အဲ့တော့ UN ရဲ့အမှားကိုဘယ်မှာလာမလဲဆိုတော့ဆရာခုနပြောတဲ့ UN Security Council ထိရောက်သွားလိမ့်မယ်အဲ့တော့ကမ္ဘာကြီးကဒီကုလသမဂ္ဂကြီးပေါ်လာတဲ့1942တို့45တို့နဲ့အခုဆိုရင်နှစ်ပေါင်း80ကျော်သွားပြီကမ္ဘာကြီးရဲ့ geopolitics ကအရန်ကိုပြောင်းသွားပြီအမေရိကန်နယူးယောက်မှာရှိတဲ့ကုလသမဂ္ဂကြီးဟာပြဿနာအများဆုံးဘယ်သူနဲ့ဖြစ်လဲဆိုအမေရိကန်နဲ့ဖြစ်နေအဲ့တော့အမေရိကန်ကျတော့ဘာမှမပြောရဘူးစိုးရိမ်ပါတယ်ဝန်နေပါတယ်ရှုံချပါတယ်အဲ့လောက်ကလေးပြောရဲပြီးတော့ကျွန်တော်တို့လိုအင်အားနည်းတဲ့နိုင်ငံတဲ့ပြောရရင်တော့စီးလုံးညီညွတ်မှုတိတ်အားမကောင်းတဲ့နိုင်ငံတိတ်မညီညွတ်တဲ့နိုင်ငံပေါက်တဲ့နေရာပါတဲ့နေရာကိုလာပြီးတော့ဖောက်တာပဲเนาะအဲ့တော့ကျွန်တော်တို့ကခုနဆရာတို့နှစ်ယောက်ပြောသွားသလိုကျွန်တော်တို့အားမရှိလို့ဒီလိုခံရတာကျွန်တော်တို့အမေရိကန်လိုသာအားရှိမယ်ရုရှားလိုသာအားရှိမယ်ဒီလူတွေတင်ရဲမှမပြောနဲ့လက်တောင်ခံမှာမဟုတ်ဘူးအဲ့တော့ကျွန်တော်တို့ဒီလိုသာမညီမညွတ်နေကြမယ်စိတ်မှဖြစ်နေကြမယ်ဆိုလို့ရှိရင်ပြည်တော်စုကြီးမပြောနဲ့เนาะတနေ့တည်းရမှာနိုင်ငံပါပျောက်သွားမယ်လူမျိုးပါပျောက်သွားစော်ကားခံရတယ်ဆရာစော်ကားခံနေရအဲ့တော့ကျွန်တော်တို့ဘာကြောင့်လဲဆိုကိုယ့်အပြစ်ကိုလည်းကိုပြောရမယ်သူများကြီးပဲအပြစ်ပြောနေကျွန်တော်တို့မညီညွတ်လို့ကျွန်တော်လည်းလူလိုက်ရတာ280ကျော်ပြီ280ရှိပြီလားเนาะမညီညွတ်သေးဘူးမတိုးတက်သေးဘူးဘာဖြစ်လို့လဲသူများကိုအပြစ်မတင်နဲ့ကိုတို့မညီညွတ်တာတွေကိုတို့မှားတာတွေလည်းကိုတို့ပြန်ပြီးတော့စီစစ်ရမယ်အဲ့တော့ကျွန်တော်အရင်လည်းပြောဥပါတယ်ဟလားဘူးသီတိမအကြီးတော်တယ်နော်
ဘူးဒီမတီအခုကစင်အောင်ပြုံလို့ဖြစ်နေတာမျိုးရတော့ကျွန်တော်တို့ဒီတိုင်းနေလို့မရဟုတ်ကဲ့ဒါဒီကျွန်တော်တို့အစိုးရအကောင်ကျွန်တော်တို့အမျက်ထုတ်ရမှာငါတို့ဒီလိုနေလို့မရတော့ဘူးငါတို့ညီညွတ်မှရတော့မယ်စီးလုံးမှရတော့မယ်နော်တည်ငြိမ်မှရတော့မယ်အေးချမ်းမှရတော့မယ်ဆိုတဲ့အတိတရားကိုအစိုးရအကောင်ထုတ်နှံ့နိုင်ပါစေလို့ကျွန်တော်ဆုတောင်းပါတယ်ဟုတ်ကဲ့ပါဆရာပြောတဲ့စကပုံပေါ့လေကျွန်တော်တို့နေတဲ့နားထဲမှာကြားနေရောအဖန်ဖန်တလဲပြောနေတော့နွားကွင်းကြားဆွဲတာပဲဒါအယူဆုံးပါဒါဒီကျွန်တော်ဒီမူလာနဲ့ကလေးတောင်သိတဲ့စကပုံပဲအဲ့စကပုံလေးပါပဲဆရာအဲ့တော့ဆရာတကယ်တမ်းတော့ဆရာကတော့ခုနပြောတဲ့စိုးရိမ်မှုပေါ့လေဒီ ICJ မှာဒါပေမဲ့ကျွန်တော်ယုံကြည်ပါတယ်ကျွန်တော်တရားသူကြီး15ဦးကဏ္ဍတိတိကနေပြီးတော့ခန့်ထားတဲ့တရားသူကြီးတွေစင်ကြင်လုံးတရားရှိတယ်မို့ယုံကြည်ပါတယ်မျှော်လင့်ပါတယ်သူတို့ကသူတို့ရဲ့